ghost stories and haunted tales. အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းသွေးဆက်ရှမ်းမောမြေရေးသားထားတဲ့နံပါတ်20ခွန်ထိုင်ကုန်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးမစခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ရှင်ဒါဆိုဇာတ်လမ်းလေးကိုအခုပဲစလိုက်ရအောင်ပါမြစ်ကြီးနားမြို့ရဲ့ညဘက်ကားဂိတ်ကအဆူညံပေါ်လောရိုင်းနေတယ်မိုးကတသေးမမဲရွာချနေတာမို့မိုးဆက်တွေကကားဂိတ်အမိုးတပြားတွေကိုအဆက်မပြတ်ရိုက်ခတ်နေတယ်ကားကြီးတွေရဲ့အင်ဂျင်နှိုးထားတဲ့အတန်တွေစီးရဲတွေရဲ့ကျေလောင်တဲ့အော်ဒန်တွေကမိုးတံနဲ့ရောထွေးပြီးနားကွဲမသက်ဆူညံနေတယ်ခရီးတဲ့တွေကမိုးကအင်ကြီးတွေထီးတွေကိုစီနဲ့ကိုစီစီရမဲ့ကားစီကိုအပြေးလွှာသွားနေကြတယ်ကျွန်တော်လက်ထဲကခရီးဆောင်အိတ်ကိုတင်းတင်းဆုပ်ကိုင်ရင်ရွှွန့်ဘတ်တွေထားနေတဲ့ကားဂိတ်ကျမ်းမြင့်ကိုရှောင်ကွင်းနှင်းပြီးမန္တလေးကိုတွားမဲ့အဝေးပြေးမှန်လုံးကားကြီးစီကိုရှောက်လာခဲ့တယ်မန္တလေးကားထွက်တော့မယ်ခမခရီးတဲ့တွေနေရာယူပေးပါကားစပယ်ယာကမိုးရီတွေဆူရွှဲနေတဲ့သပင်ကိုလက်နဲ့တက်တင်အော်ပြောတယ်ကျွန်တော်ကားပေါ်ကိုလှန်တက်လိုက်တယ်ကားထဲမှာခရီးတဲ့တွေအပြည့်နေပါရောက်နေကြပြီအဲကွန်းအေးတက်ကရေဆူနေတဲ့အင်ကြီးကိုလာရိုက်ခတ်တော့တကိုယ်လုံးအိတ်စိန်သွားတယ်လူတွေကကိုယ်ထိုင်ကုန်အပေါ်အဆင်တွေမှာပစ္စည်းတွေအတင်းထိုးတိတ်တင်နေကြလို့လူတွားလန်းချင်းချင်းလေးထဲမှာတိုးဝေပြီးတွားနေရတယ်စကားပြောတံတွေကလင်းငူတံတွေပလတ်စတစ်အိတ်တွေပွတ်တိုက်တံတွေကကားအတွင်းကန်လေးထဲမှာစူညံနေတယ်အလုပ်ကိစ္စနဲ့မြစ်ကြီးနားကိုတပတ်လောက်လာရတာပင်ပန်းလွန်းလို့အခုချိန်မှာထိုင်ကုန်မော်ရောက်တာနဲ့မျက်လုံးမိတ်ပြီးအိတ်ပြလိုက်ချင်တဲ့စိတ်ပဲရှိတော့တယ်။ပေါင်းမီအိတ်ကတ်ထဲကကားလက်မှတ်ကိုထုတ်ကြည့်လိုက်တယ်။ခုံနံပါတ်20ခွန်းလို့ရေးထားတယ်။ကားရဲ့နောက်ဆုံးနှမ်းမရောက်တယောက်နေရဖြစ်တယ်။လူတွားလန်းအတိုင်းတစ်ဖြည်းဖြည်းတိုးဝင်လာရင်နံပါတ်တွေကိုလိုက်ကြည့်လာခဲ့တယ်။ကားနောက်ပိုင်းကိုရောက်လာလေအလင်းရောင်ကနည်းနည်းပုံမိန်တွားလီပဲလို့ခန်းစားရတယ်။ခေါင်းပေါ်ကမီးချောင်းအဖြူရောင်တွေကရှေ့ပိုင်းမှာလင်းထိန်နေပေမဲ့နောက်ပိုင်းမှာတော့မီးရောင်ကနည်းနည်းအားပြော့နေတယ်။နံပါတ်20ခုကိုတွေးတော့ကျွန်တော်တပြင်းချလိုက်မိတယ်။ပြတင်းပေါက်ဘေးခုံဖြစ်တယ်။ကန်ကောင်းတာကကျွန်တော်ဘေးကခုံနံပါတ်28ခုမှာဘယ်သူမှမရောက်သေးဘူး။လွတ်နေတယ်။ကျွန်တော်ကြောပွဲကိုအပေါ်စင်မှာတင်လိုက်ပြီးထိုင်ကုန်မှဝင်ထိုင်လိုက်တယ်။တရေထိုင်ကုန်ကအေးဆက်ဆက်ဖြစ်နေပြီးရီစက်တချို့တောင်ကြံနေသေးလို့လက်နဲ့အသားအရာဖယ်ထုတ်ပစ်လိုက်ရတယ်။ကားမှန်ပြတင်းပေါက်ကနေအပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့မှန်ပုံမှာရေငွေးတွေရိုက်နေလို့ဘာမှတသေးကွယ်မမြင်ရဘူး။မိုးပေါက်တွေကမှန်ချက်ကိုအဆက်မပြတ်လာရိုက်နေတယ်။ရုတ်တရက်ကားကြီးကတိတ်ကနေတုံသွားတယ်။အင်ဂျင်ကိုအရှိန်တင်လိုက်တဲ့အတန်းကကျမ်းမြင်ကနေတဆင့်ကျွန်တော်ခြေပွားတွေစီဓာတ်ရိုက်ရောက်လာတယ်။လက်ဆွဲပရိတ်ဖြုတ်တန်းထွက်လာပြီးကားကနောက်ကိုနည်းနည်းဆုတ်ကားဂိတ်ထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်။ကားရှိမှန်မှာတက်ထားတဲ့ဝိုက်ပါအကြီးကြီးနှစ်ခုကမှန်ကိုပွတ်တိုက်သွားတဲ့အတန်တကြီးကြီးကမိုးရံတွေကြားကနေခက်မှန်မှန်ထွက်ပေါ်နေတယ်။ဘီးခုံကလွတ်နေတော့မယ်။မန္တလေးရောက်တဲ့အထိဒီခုံလွတ်သွားရင်ကောင်းမယ်လို့စိတ်ထဲကနေတိတ်တိတ်လေးဆူတောင်းနေမိတယ်။ဒီလိုတောင်တက်တောင်ဆင်းလန်းတွေမှာဘေးမှာလူတယောက်ထိုင်လိုက်လာရင်အိပ်ရတာတိတ်ပြီးတတောင့်တက်တာမဖြစ်ဘူး။ကားကမြို့ပြင်ကိုရောက်လာတာနဲ့အမျှလမ်းမပေါ်မှာလမ်းမီးတိုင်တွေနေပါသွားပြီးပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မိုက်လာတယ်။ကားအင်ဂျင်နံကပိုပြီးကျယ်လောင်လာတယ်။ကားပေါ်ကခရီးသည်တွေရဲ့စကားပြောတံတွေကတော့တဖြည်းဖြည်းသိမ့်ဆိတ်သွားကြပြီးကျွန်တော်ထိုင်ကုန်ကိုနောက်နဲ့လှန်ချလိုက်ပြီးမျက်လုံးကိုမိတ်ထားလိုက်တယ်။မိုးတံတွေအင်ဂျင်တံတွေစူညံနေပေမဲ့ခန္ဓာကိုယ်ကပင်ပန်းနေတော့ခဏလေးနဲ့ကျွန်တော်အိပ်ပျော်သွားတယ်။တာမန်အလုပ်ကိစ္စတစ်ခုနဲ့အိမ်ပြန်တဲ့ခရီးစဉ်တစ်ခုလိုပဲကျွန်တော်ယုံကြည်ထားခဲ့တယ်။ဒီကားပေါ်မှာလူတွေအပြည့်ရှိနေတာပဲဘာမှစိတ်ပူစရာမရှိဘူးလို့တွေးထားခဲ့တာ။ကားကတောင်တက်လမ်းကိုရောက်နေပြီးဘလောက်ကြာကြာအိပ်ပျော်သွားလဲမသိဘူး။ကားပဲကဂျိုင်းခွက်တစ်ခုလေးကြာပြီးစောင့်ကန်လိုက်တဲ့အရှင်ကြောင့်ကျွန်တော်လန့်နိုးလာတယ်။အပြင်မှာမိုးရွာနေတုံးပဲ။မှန်ချက်ကိုမိုးပေါက်တွေလာရိုက်တဲ့အတန်တစ်ဖြောက်ရဲ့ကားအင်ဂျင်နဲ့ရဲကစူညံနေတယ်။တောင်တက်လမ်းမို့ကားကတဝုံဝုံနဲ့ရုန်းကန်ပြီးတက်နေရတယ်။ကားအတွင်းကမီးတွေအကုန်မှိတ်ထားလို့ပတ်ဝန်းကျင်ကမှောင်မဲနေတယ်။ကားစပယ်ယာကလက်နှိပ်ဓာတ်မီးအသေးလေးကင်ပြီးရှေ့ကနေနောက်ကိုလက်မှတ်လိုက်စင်းနေတယ်။ဓာတ်မီးရောင်ကထိုင်ကုန်တွေကြားတဲ့ဟိုဘက်ဒီဘက်ရမ်းနေတယ်။ခဏနေတော့ကျွန်တော်နားကိုရောက်လာတယ်။လက်မှတ်လေးပြပါအောင်အကို။ကျွန်တော်ဘောင်းမီအိတ်ကတ်ထဲကလက်မှတ်ကိုထုတ်ပေးလိုက်တယ်။သူကဓာတ်မီးလေးနဲ့ထိုးကြည့်တယ်။ခုံနံပါတ်20ခွန်ကိုနေမင်းနော်။ဟုတ်တယ်ကျွန်တော်ပြန်ဖြေလိုက်တယ်သူကလက်မှတ်ကိုပြန်ပေးပြီးကျွန်တော်ဘေးကခုံလွတ်ကိုဓာတ်မီးနဲ့တစ်ချက်ထိုးကြည့်တယ်ဘယ်သူမှမရှိတာသေးကြတော့ကားနောက်ဆုံးတန်းဘက်ကိုဆက်သွားတယ်ကျွန်တော်လည်းပြတင်းပေါက်ကိုမှီပြီးမျက်လုံးပြန်မိတ်ဖို့ပြန်လိုက်တယ်
ဒါပေမဲ့နောက်ဆုံးတန်းကိုရောက်နေတဲ့စပယ်ယာကလူတွေကိုလက်ညှိုးထိုးပြီးခတူးတိုးရေတွက်နေတာကိုလှမ်းမြင်ရလို့ပြန်ကြည့်နေမိတယ်။သူကတစ်ခေါက်ရေတွက်ပြီးသူ့လက်ထဲကခရီးတဲ့စည်ရင်းစာရွက်ကိုဓာတ်မီနဲ့တေချာပြန်ကြည့်တယ်။ပြီးတော့ခေါင်းကုတ်တယ်။သူနောက်တစ်ခေါက်ထပ်ရေတွက်တယ်။ဒီတစ်ခါပို့ပြီးနှင်းနှင်းနဲ့တေးသေးချာချာရေတွက်နေတာ။ဆရာလူတစ်ယောက်ပို့နေတယ်။စပယ်ယာကကားရှိကန်ကဒရိုင်ဘာကြောင့်လှမ်းအော်ပြောလိုက်တယ်။ကားအင်ဂျင်နဲ့စူညံနေတဲ့ကြားကနေသူ့အတန်ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။လက်မှတ်မပါတဲ့သူရှိလို့လား။ရှေးကနေဒရိုင်ဘာကလှမ်းမိတယ်။မဟုတ်ဘူးလက်မှတ်တွေအကုန်စစ်ပြီးပြီ။အကုန်ကိုလက်မှတ်နဲ့ကိုပဲဒါပေမဲ့လူရေတွက်ကြည့်တော့တယောက်ပုံနေတယ်။စပယ်ယာကမကြည်မနှက်ဖြစ်နေတဲ့လေတံနဲ့ပြန်ပြောတယ်။ကျွန်တော်နောက်ကိုနည်းနည်းလှည့်ကြည့်လိုက်တယ်။ကားနောက်ပိုင်းကမီးရောင်လုံးဝမရောက်တော့လို့မှောင်နေတယ်။နောက်ဆုံးတန်း9ကုန်တန်းမှာထိုင်နေတဲ့လူတွေရဲ့ပုံပန်းတံကိုတဲကွဲကွဲမမြင်ရဘူး။အမဲရောင်အရေးတွေလိုပဲခေါင်းလေးတွေမိပြီးငြိမ်နေကြတယ်။အေယာကွင်းစီကလာတဲ့လေအေးကနောက်ကျောကိုလာရိုက်နေတယ်။စပယ်ယာကလူပိုနေတယ်လို့အကျယ်ကြီးပြောနေတာတော့ဘယ်ခရီးတွေကမှစိတ်ဝင်တစားဝင်မပြောကြဘူး။အကုန်လုံးကအိပ်ပြောနေတယ်လို့ဒါမှမဟုတ်ဘာမှမကြားတယ်လို့နဲ့ငြိမ်သက်နေကြတယ်။စပယ်ယာကဘဒုကိုမှသွားပြီးပြဿနာမရှာဘူးလူတိုင်းကလက်မှတ်ပြနိုင်တော့သူလည်းဘာဆက်လုပ်ရမလဲမသိဘူးဖြစ်နေတယ်လက်မှတ်အရေးအတွက်နဲ့ခရီးတဲ့အရေးအတွက်မကိုက်ညီဘူးဆိုတာသိကြနေတယ်ကျွန်တော်လည်းသိပ်ပြီးစိတ်မဝင်စားတော့ပဲရှေ့ကိုပြန်လှည့်လိုက်တယ်ဒီကားပေါ်မှာလူတစ်ယောက်ပူပါလာတာကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလို့ပဲတွေးလိုက်တယ်အဲ့ဒီအချိန်ထိတော့ခုံနံပါတ်20ခွန်ကကျွန်တော်အတွက်ဘာအတိတ်ပဲရှိမလဲဆိုတာကိုလုံးဝမသိသေးဘူးမျက်လုံးမိတ်ထားပြီးမဲ့ကျွန်တော်ပြန်အိတ်လို့မရတော့ဘူးကားကတောင်းတက်လန်းအကွေးအကောက်တွေကိုကြမ်းကြမ်းတန်းကွေ့နေတယ်ကားဘင်းကရွှွန့်ဘတ်တွေကိုနင်းဖြတ်သွားတဲ့အတန်ကိုအောက်ခြေချမ်းမြင်စီကနေကြားနေရတယ်ကားအတွင်းကန်တစ်ခုလုံးကအဲကွန်းအေးအေးတန်ကြောင်တဖြည်းဖြည်းပိုအေးဆက်လာတယ်ကားရှိကန်းစီကိုပြန်လျှောက်သွားတဲ့စပယ်ယာကငြိမ်မနေဘူးသူ့လက်ထဲကခရီးတဲ့စရင်ရေးထားတဲ့စာရွက်ကိုဓာတ်မီးနဲ့ထိုးကြည့်ရင်တယောက်တည်းပွားစီပြောနေတယ်ပြီးတော့ဒရိုင်ဘာဘေးကအင်ဂျင်ဖုံးပေါ်မှာတွားထိုင်ပြီးစာရွက်ကိုတေချာထက်ကြည့်တယ်ဆရာဒီစရင်ထဲမှာတခုခုမှားနေတယ်စပယ်ယာကဒရိုင်ဘာကိုလှမ်းပြောလိုက်တယ်အင်ဂျင်နဲ့စူညံနေပြီမဲ့ညစ်နေနေပြီဖြစ်လို့သူ့တန်ကိုကျွန်တော်ထင်ရှားစွာကြားနေရတယ်ဘာမှနေလို့လဲကွာဒရိုင်ဘာကလမ်းကိုစိုက်ကြည့်ရင်ပြန်မေးတယ်ဒီမှာကြည့်ခုံနံပါတ်20ခွန်ကစရင်ထဲမှာ2ခါပါနေတယ်စပယ်ယာရဲ့စကားကြောင့်ကျွန်တော်မျက်လုံးပြူးကျဲသွားတယ်ခုံနံပါတ်20ခွန်ဆိုတာကျွန်တော်ထိုင်နေတဲ့ထိုင်ကုန်ပဲဂိတ်ကကောင်မလေးတွေလက်မဲ့ရောင်းတာမှားရေးလိုက်တာနေမှာပေါ့ကွာအဲ့ဒါများအရေးလုပ်ပြီးအဲ့ဒီလိုမဟုတ်ဘူးလေဆရာရဲ့နံပါတ်20ခွန်က2ခါပါနေတာပြဿနာမဟုတ်ဘူးအခုကားပေါ်မှာလူရေတွက်ကြည့်တော့ခုံလွတ်တနေရာမှမရှိဘူးလူတယောက်ပုံနေတယ်ဒီတခါတော့ကျွန်တော်ကြောရွတ်တလျှောက်အေးဆက်သွားတယ်စပယ်ယာပြောတဲ့စကားကလုံးဝအတိတ်ပဲမရှိဘူးကျွန်တော်ဘေးကခုံနံပါတ်28ကလွတ်နေတာအသေးကြပဲကျွန်တော်ကိုယ်တိုင်ဘေးကခုံအလွတ်ပေါ်မှာကြောဝိုးအိတ်ကြိုကိုချထားတာခုံလွတ်မရှိဘူးလို့ तू ကဘာလို့ပြောရတာလဲကျွန်တော်ထိုင်ကုန်ကနေနည်းနည်းကြွပြီးနောက်ကျိုးဘက်ကိုလှည့်ပြလိုက်တယ်ကားနောက်ဆုံးတန်း9ကုန်တန်းမှာလူတွေပြည့်နေတယ်မှောင်နေလို့ဘဒူတွေလဲဆိုတာတော့တေချာမသေးကွဲဘူးဒါပေမဲ့ကျွန်တော်ဘေးကုံကတော့တေချာပေါက်လွတ်နေတယ်စပယ်ယာကဘာလို့ဒီခုံလွတ်ကိုမမြင်ရတာလဲဆိုတာစဉ်းစားလို့မရဘူးသူ့မျက်လုံးထဲမှာဒီခုံပေါ်မှာလူတစ်ယောက်ထိုင်နေတယ်လို့မြင်နေတာလားမင်းအရင်မဝါလို့မျက်စိမှားနေမှာပါခဏနေကားရနာစခန်းရောက်ရင်တေချာပြန်စစ်ကြည့်ကွာဒရိုင်ဘာကစိတ်မရှိတဲ့လေတံနဲ့ပြောပြီးစကားဖြတ်လိုက်တယ်စပယ်ယာလည်းဘာမှဆက်မပြောတော့ပဲခေါင်းကုပ်ပြီးငြိမ်သွားတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့လုံးဝမငြိမ်တော့ဘူးလက်မှတ်စရင်းထဲမှာကျွန်တော်ထိုင်နေတဲ့နံပါတ်20ခွန်က2ခါပါနေတယ်စပယ်ယာကခုံးလွတ်မရှိဘူးလို့ထင်နေတယ်ဒီအချက်2ချက်ကခေါင်းထဲမှာရွှေဝဲနေတယ်ကျွန်တော်ညာဘက်ကိုဖြည်းဖြည်းချင်းလှည့်ပြီးဘေးကလွတ်နေတဲ့ထိုင်ကုန်ကိုစိုက်ကြည့်နေမိတယ်တရေထိုင်ကုန်ပေါ်မှာတယောက်မှရှိမနေဘူးအလွတ်ကြီးပဲဒါပေမဲ့အဲကုန်းလေထွက်ပေါက်ကလာတဲ့လီအီမဟုတ်ပဲထူကြတဲ့အေးဆက်လေလိုင်းတစ်ခုကအဲ့ဒီခုံလွတ်စီကနေကျွန်တော်ပခုံးကိုလာရိုက်ခတ်နေတယ်လို့ခံစားရတယ်ခုံပေါ်မှာဘဒူးမှမရှိတာသိကြပေမဲ့တယောက်ယောက်ကကျွန်တော်ဘေးနားမှာကတ်ထိုင်နေတယ်လို့ကျဉ်ကျက်တဲ့ခံစားချက်ကြီးအားရုတ်တရက်ဝင်လာတယ်ကားပြတင်းပေါင်းမှန်ကိုလှမ်းကြည့်လိုက်တော့မှန်မောကရေငွေတွေကြားထဲမှာကျွန်တော်ရဲ့အရေးကိုဝါတော်တော်လှမ်းမြင်ရတယ်ကားကအမောင်တူတဲ့ကိုဆက်ပြေးနေတယ်မိုးတန်နဲ့အင်ဂျင်တန်တွေကပုံမှန်အတိုင်းဆူညံနေပေမဲ့
ကျွန်တော်ဘေးကခုံလွယ်ကြီးစီကနေအသက်ရှူတန်လိုလေတိုက်တန်လိုအတန်တူတိုးလေးတစ်ခုကိုကြားရောက်နေတယ်လို့စိတ်ထဲမှာထင်နေမိတယ်ဒီကားပေါ်မှာတစ်ခုခုတော့လုံးဝမှားယွင်းနေပြီကားကတောင်တက်လန်းအတိုင်းဆက်ပြေးနေတယ်အပြင်မှာမိုးကတဖွဲဖွဲကနေတဖြည်းဖြည်းပူတဲလာတယ်မှန်ချက်ကိုလာရိုက်တဲ့မိုးပေါက်တန်တွေကနားထဲမှာစူညံနေတယ်ကားအင်ဂျင်တန်နဲ့အဲကွန်းလေးမုတ်တန်ကလွှဲရင်ကားအတွင်းကန်တစ်ခုလုံးမှာခရီးသည်တွေရဲ့စကားပြောတန်လုံးဝမကြားရတော့ဘူးအကုန်လုံးအိပ်ပျော်နေကြပြီဒါပေမဲ့ကျွန်တော်ပြန်အိပ်လို့မရတော့ဘူးစပယ်ယာပြောသွားတဲ့စကားတွေကခေါင်းထဲမှာပြန်ကြားရောက်နေတယ်ကျွန်တော်ထိုင်ကုန်ပေါ်မှာဟိုဘက်ဒီဘက်လှည့်ရင်နေရာအနေထားပြင်ထိုင်လိုက်တယ်ပြီးတော့ဆက်စုကျင်တဲ့စိတ်နဲ့ကားနောက်ဆုံးတန်းဘက်ကိုခေါင်းလေးနည်းနည်းဆောင်းပြီးလှည့်ကြည့်လိုက်တယ်ကားနောက်ပိုင်းကမီးရောင်မရှိလို့မှောင်နေတယ်ဒါပေမဲ့နောက်ကနေကြော်တက်သွားတဲ့ကားတစ်စီးရဲ့မီးရောင်ကကားအတွင်းကန်လေးကိုခဏလောက်ဖြတ်ထိုးသွားတယ်အဲ့ဒီအလင်းရောင်အောက်မှာနောက်ဆုံး9ကုန်တန်းမှာထိုင်နေတဲ့လူတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ဘယ်ဘက်တောင်ဆုံးမှာလူကြီးတစ်ယောက်အိတ်နေတယ်ညာဘက်တောင်ဆုံးမှာလူငယ်တစ်ယောက်မှန်ကိုမှီပြီးအိတ်နေတယ်ဒါပေမဲ့အဲ့ဒီနှစ်ယောက်ကြားအလေကုန်တက်မှာထိုင်နေတဲ့လူတစ်ယောက်ရဲ့ပုံစံကကျွန်တော်မျက်လုံးကိုဖန်ဆားသွားတယ်အမျိုးသမီးတစ်ယောက်ဖြစ်တယ်သူမကခေါင်းကိုရင်ဘတ်ထဲရောက်မတဲ့အောက်ကိုငိုက်ကြထားတယ်။စပင်းအရှိကြီးတွေကမျက်နှာရှိကိုဖုံးကြနေလို့ဘလို့ရုပ်ရည်မျိုးလဲဆိုတာလုံးဝမမြင်ရဘူး။ကျွန်တော်တတိထားမိတာကသူ့ရဲ့ထိုင်နေတဲ့ပုံစံပဲခန္ဓာကိုယ်ကိုမမတ်ကြီးထားပြီးခေါင်းကိုအောက်ဆိုင်ထားတာအဲ့ဒီအနေထားကတာမန်လူတယောက်အိပ်ပျော်နေတဲ့ပုံစံမျိုးလုံးဝမဟုတ်ဘူး။စက်ကြောတက်ပြီးအတင်းခေါင်းငုံထားတယ်လို့ဖြစ်နေတယ်။ကားကဂျိုင်ကွက်တွေကြောက်တုံးလေးတွေကိုနင်းမိတိုင်းစောင့်ခုံသွားတယ်တခြားခီးတဲ့တွေကကောင်းဆောင်တဲ့အရှိန်ကြောင့်ဟိုဘက်ဒီဘက်ရင်ထိုးသွားကြတယ်။တချို့ဆိုခေါင်းတွေဘေးကိုကျသွားလို့ပြန်ပြန်မတ်နေရတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကနည်းနည်းလေးမှမလုပ်ဘူး။ကားဘလောင်ဆောက်ဘလောင်ရင်သူ့ခန္ဓာကိုယ်ကထိုင်ကုန်မှာတန်မိုးရိုက်ထားတယ်လို့ငြိမ်သက်နေတယ်။အောက်ကိုစိုက်ကြနေတဲ့ခေါင်းကလည်းဘေးကိုရင်မသွားဘူး။စပင်းနေတုံခါသွားတာလောက်ပဲရှိတယ်။ဒီလောက်ကြမ်းတမ်းတဲ့လန်ခီမှာလူတယောက်ကအဲ့ဒီလောက်အထိငြိမ်နေနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ကျွန်တော်သူ့ကိုပဲမျက်တောင်မခတ်ပဲစိုက်ကြည့်နေမိတယ်အချိန်ဘလောက်တောင်ကြာသွားလဲမသိဘူးသူ့ဘေးနာကခီးတယ်နှစ်ယောက်ကလည်းသူ့ကိုလုံးဝတတိမထားမိကြတယ်လို့ပဲသူ့ဘက်ကိုတောင်လှည့်မကြည့်ကြဘူးတမင်တက်သူ့ကိုရှောင်ပြီးထောင်နေကြတာလားမမြင်တာလားမသိဘူးအဲ့ဒီအမျိုးသမီးဝတ်ထားတဲ့အင်ကြီးရောင်ကိုတေချာမသေးကွဲပေမဲ့သူ့ပခုံးပေါ်မှာတခုခုရှိနေတယ်လို့မျိုးပြောင်းလက်လက်ဖြစ်နေတာကိုကားပြင်ဘက်ကလမ်းမီးတိုင်အလင်းရောင်ဖြတ်သွားတဲ့အချိန်လေးမှမြင်လိုက်ရတယ်ကျွန်တော်မျက်တောင်တစ်ချက်ခတ်လိုက်ပြီးတေချာပြန်ကြည့်ဖို့ကြိုးစားတယ်အဲ့ဒီအချိန်မှာပဲကားကတောင်ခွေးတစ်ခုကိုအရှင်ပြင်းပြင်းနဲ့ကွေးချလိုက်တယ်ကားဘင်းကကတ္တရာလမ်းကိုပုတ်တိုက်သွားတဲ့အတန်ကြဲကြဲထွက်လာပြီးကားတစ်စီးလုံးဘယ်ဘက်ကိုရင်ထိုးသွားတယ်ကျွန်တော်လည်းထိုင်ကုန်လက်ရန်ကိုအမြန်လှမ်းကင်လိုက်ရတယ်ကားရှင်ပြန်မှန်သွားတော့နောက်ဆုံးနှမ်းကိုကျွန်တော်ပြန်ကြည့်လိုက်တယ်အမျိုးသမီးကအရင်အနေထားအတိုင်းပဲလုံးဝမလုပ်ဘူးဒါပေမဲ့သူ့ရဲ့အောက်ဆိုင်ထားတဲ့ခေါင်းကရှေ့ကိုနည်းနည်းပိုငိုက်ကြလာတယ်လို့ထင်ရတယ်ပြီးတော့ကျွန်တော်ဘေးကလွတ်နေတဲ့နံပါတ်28ထိုင်ကုန်စီကနေရေခဲရင်နဲ့ပတ်လိုက်တယ်လို့အေးဆက်တဲ့လေလိုင်းတစ်ခုကကျွန်တော်ညာဘက်လက်မောင်းကိုလာရိုက်ခတ်သွားတယ်ကျွန်တော်မျက်လုံးတွေကနောက်ဆုံးနှမ်းကအမျိုးသမီးစီကနေဘေးကခုံလွတ်စီကိုချက်ချင်းရောက်သွားတယ်ခုံပေါ်မှာဘသူမှမရှိဘူးဒါပေမဲ့စောစောကအလွတ်ကြီးဖြစ်နေတဲ့ထိုင်ကုန်ပေါ်မှာအခုရီစက်တချို့တင်နေတာကိုတွေးလိုက်ရတယ်ကားခေါင်မိုးကယူကြတာလားဆိုပြီးအပေါ်ကိုမောကြည့်ပေမဲ့အမိုးကလုံးဝခြောက်တွေးနေတယ်ဒီရီစက်တွေဘဲကနေရောက်လာတာလဲကားကအရှင်ဖြစ်ဖြစ်ချင်းအရှင်လျှော့လိုက်တယ်ဘရိတ်အုပ်လိုက်တဲ့အတန်ထွက်လာပြီးညနေစာစားမဲ့ကားရဲ့နားစခန်းမှာထိုးရက်လိုက်တယ်ကားအင်ဂျင်တန်တိတ်သွားပေမဲ့မိုးရွာတဲ့အတန်ကတော့ခေါင်မိုးပေါ်မှာစူညံနေတော့မယ်လူတွေအကုန်လုံးအိယာကနိုးလာပြီးပစ္စည်းတွေယူကားဘော်ကနေတယောက်ချင်းဆင်းကြတယ်ကျွန်တော်လည်းညောင်းညနေတဲ့ကုံလို့ကိုဆက်ထုတ်ပြီးထားလိုက်တယ်လူတွားလန်းအတိုင်းရှေ့ကိုရှောက်သွားရင်နောက်ဆုံးနှမ်းကိုအမတ်တမဲလှည့်ကြည့်လိုက်တယ်အဒီအမျိုးသမီးကသူ့နေရာမှာပဲရှိသေးတယ်တခြားခီးတဲ့တွေအကုန်ဆင်းသွားလို့ကားနောက်ပိုင်းကဟာလာဟင်းလင်းဖြစ်နေပေမဲ့သူကတော့ခေါင်းငုံထားတဲ့ပုံစံအတိုင်းနည်းနည်းလေးတောင်မလုပ်ဘူးထမင်းစားဖို့စင်းမဲ့အရေးရောင်လုံးဝမရှိဘူးသူ့ရဲ့ဆူရွှဲနေတဲ့သပင်တွေကပခုံးပေါ်မှာကတ်နေတော့မေးဘာလို့ဒီလောက်တောင်ငြိမ်နေရတာလဲဆိုတာစဉ်းစားလို့မရဘူးကျွန်တော်လည်းဆက်မကြည့်တော့ပဲကားအောက်ကိုဆင်းလာခဲ့တယ်အပြင်မှာကမိုးတန်းနေလို့လူတွေကထမင်းဆိုင်ထဲကိုအပြေးအလာဝင်သွားကြတယ်
ကျွန်တော်ကထမင်းမစားတာနဲ့ဆိုင်ရှိကမိုးကာတဲအောင်မှရက်ပြီးကော်ဖီတစ်ခွက်ဝယ်တောင်းနေလိုက်တယ်မိုးပေါက်တွေကမိုးကာစားကိုတဖြောက်ဖြောက်လာရိုက်နေတယ်အဲ့ဒီအချိန်မှာကားစပယ်ယာနဲ့ဒရိုင်ဘာကကားဘိန်းတွေကိုတန်တုံးနဲ့လိုက်ခောက်စစ်နေတာကိုလှမ်းမြင်ရတယ်သူတို့နားကိုရန်နာစခန်းကဂိမ်မူးလိုပုံစံမျိုးလူကြီးတယောက်ရှောက်လာတယ်သူတို့၃ယောက်မိုးကာတဲအောင်မှရက်ပြီးစကားပြောနေကြတယ်ကျွန်တော်နဲ့တိတ်မဝေးလို့သူတို့ပြောတဲ့အတန်ကိုတသေးကွယ်ကွယ်ကြားနေရတယ်မင်းတို့ကားပေါ်မှာလူဘယ်နှယောက်ပါလာလဲလို့လူကြီးကမေးတယ်။အကုန်အပြည့်ပဲအကိုဒါပေမဲ့စရင်နဲ့လူရေတွက်တာတယောက်กว่าနေတယ်လို့စပယ်ယာကပြန်ဖြေတယ်။လူကြီးကမျက်မှောင်ကုပ်သွားပြီးစပယ်ယာကင်ထားတဲ့လက်မှတ်စရင်ကိုလှမ်းယူကြည့်တယ်။ပြီးတော့သူကကားစီကိုမင်းငေါ့ပြပြီးခတူတူပြောလိုက်တယ်။မင်းတို့ကားကခုံနံပါတ်29မှာလူတင်လာတာလား။စပယ်ယာကခေါင်းငင်းပြတယ်။မင်းတို့ယူနေလား။အဲ့ဒီကားကခုံနံပါတ်29ကိုအမြဲတမ်းအလွတ်ထားရတာလေ။မြစ်ကြီးနားဂိတ်ကကောင်မတွေကဘလို့လုပ်ပြီးလက်မှတ်ရောင်းလိုက်တာလေကျွန်တော်လက်ထက်ကကော်ဖီကွက်ကိုကင်ထားတဲ့လက်တွေစက်ခနဲတုံသွားတယ်ခုံနံပါတ်20ခွန်ဆိုတာကျွန်တော်ထိုင်လာတဲ့နေရာပဲဘာလို့အလွတ်ထားရမှာလဲထိုင်ကုန်ကပြက်နေလို့လားဆိုတော့လေအကောင့်ကြီးပဲလမ်းမှာလိုက်မဲ့ခရီးတဲ့အတွက်ခြံထားတာလားဆိုတော့လေကျွန်တော်ကိုလက်မှတ်ဖြတ်ပေးလိုက်ပြီလေကျွန်တော်သူတို့ဆက်ပြောမဲ့စကားကိုနားထောင်မှုရှေ့ကိုနည်းနည်းတိုးတွားလိုက်တယ်ဒါပေမဲ့ဒရိုင်ဘာကလူကြီးကိုလက်ကပြပြီးတခုခုကိုတိုးတိုးလေးပြန်ပြောလိုက်လို့ဘာမှဆက်မကြားရတော့ဘူးလူကြီးကတပြင်းချပြီးကားကိုတစ်ချက်ကြီးကထွက်သွားတယ်စိတ်ထဲမှာလုံးဝမတင်ကားတော့ဘူးကားပေါ်ကိုပြန်တက်ဖို့အချိန်ရောက်တော့ကျွန်တော်ကားထဲကိုအရင်ဆုံးဝင်လာခဲ့တယ်ခရီးသည်တွေကတိတ်မရောက်သေးဘူးကားနောက်ပိုင်းကိုလှမ်းကြည့်လိုက်တယ်အမျိုးသမီးကအရင်အတိုင်းပဲမှောင်နေတဲ့နောက်ဆုံးနှမ်းမှာခေါင်းငုံပြီးထိုင်နေတယ်သူထိုင်နေတဲ့ပုံစံကအသက်ရှူနေတဲ့လူတစ်ယောက်နဲ့လုံးဝမတူဘူးကျွန်တော်နံပါတ်29ခုမှာပြန်ဝင်ထိုင်လိုက်တယ်ဘေးကလွတ်နေတဲ့ခုံနံပါတ်28ကိုကြည့်လိုက်တော့စောစောကတွေ့ခဲ့တဲ့ရေစက်တွေကမချောက်သေးဘူးထိုင်ကုန်တရေပြားပေါ်မှာအကွက်လိုက်ဆိုနေတော့မယ်အခုချိန်မှာဒီထိုင်ကုန်ကရိုးရိုးတာမန်ထိုင်ကုန်တစ်ခုမဟုတ်တော့ဘူးဆိုတာကိုကျွန်တော်သိချသိနေပြီကာကရနာစကန်ကနေပြန်ထွက်လာပြီးညကတော်တော်နှက်နေပြီဖြစ်လို့ခရီးတဲ့တွေအကုန်လုံးအိမ်မောကျသွားပြီးကားထဲမှာစကားပြောတဲ့တခွင်းမှမကြားရတော့ဘူးအပြင်ကမိုးရွာတဲ့အတန်တဝုံဝုံရဲ့ကားအင်ဂျင်တန်းရဲ့ရှေ့မှန်ကိုပွတ်နေတဲ့ဝိုက်ပါတန်တကြီးကြီးရဲ့ပဲကြားနေရတယ်ကျွန်တော်စိတ်ထဲမှာတော့လုံးဝမတင်ကားတာတွေပြည့်နေပြီးစောစောကကားအောင်မှာကြားခဲ့ရတဲ့ဂိမ်မူးရဲ့စကားတွေကြောင့်မျက်လုံးကကြောင်နေတယ်အိတ်လို့လုံးဝမရတော့ဘူးနံပါတ်20ခွန်ကိုအလွတ်ထားရမယ်ဆိုတာဘာတဘောလဲကျွန်တော်ထိုင်ကုန်ပေါ်မှာဟိုဘက်ဒီဘက်လှည့်ရင်နောက်ကျောဘက်ကိုကောင်းဆောင်ပြီးကြည့်လိုက်တယ်ကားနောက်ပိုင်းကအမောင်ရိတ်တန်းပြီးတေချာမမြင်ရဘူးဒါပေမဲ့နောက်ဆုံးတန်းကအမျိုးသမီးကတော့အရင်အတိုင်းပဲခေါင်းငါးဆိုင်ကြပြီးထိုင်နေတော့မယ်ကားရနာစခန်းမှာတော့ကသူအောက်ဆင်းမစားဘူးအိမ်နာလည်းမသွားဘူးဒီလောက်ခီးရှည်ကြီးကိုလူတယောက်ကတနေရာထဲမှာတပုံစံနဲ့လုံးဝမလှုပ်ပဲထိုင်နေနိုင်တာလုံးဝတဘာဝမကြဘူးကျွန်တော်ဘေးကခုံလွတ်ကိုတစ်ချက်ပြန်ကြည့်လိုက်တယ်တရေခုံပေါ်ကရေစက်တွေကအခုထိရှိနေတော့မယ်အဲကွန်းလေးကအေးနေလို့မချောက်သေးတာလားမသိဘူးဒါပေမဲ့အဲ့ဒီခုံလွက်စီကနေအေးဆက်ဆက်လေးလိုင်းတစ်ခုကကျွန်တော်ဘက်ကိုခဏခဏလာရိုက်နေတယ်လို့ခံစားရတယ်အချိန်နည်းနည်းထက်ကြလာတော့မိုးတန်တွေအင်ဂျင်နံတွေကြားထဲကနေအတန်တန်ကိုကျွန်တော်တတိထားမိလာတယ်တာမန်ခရီးတဲ့တယောက်အိမ်မက်မက်ပြီးညီးတဲ့အတန်မဟုတ်ဘူးဝိုင်ပါပွတ်တိုက်တဲ့အတန်တကြီးကြီးနဲ့အတူရောထွက်လာတဲ့အတန်မျိုးလေတိုက်တန်လိုလူတယောက်ကလေကိုမှုတ်ထုံးလိုက်တယ်လို့အတန်မျိုးဖြစ်နေတယ်ပထမတော့ကာဘိန်းနဲ့ကတ္တရာလန်ပွတ်တိုက်တဲ့အတန်ပဲထင်နေတာဒါပေမဲ့တေချာနာဆွင်ကြည့်တော့အဲ့ဒီအတန်ကတဖြည်းဖြည်းစလုံးတွေပြီးလာတယ်နေမင်းကျွန်တော်လန့်ပြီးကောင်းထောင်ကြည့်လိုက်တယ်အတန်ကအရန်တို့တယ်ဒါပေမဲ့နားထဲကိုတိုက်ရိုက်ရောက်လာတယ်လို့ရှင်းနေတယ်ကားရှိကန်ကိုလှမ်းကြည့်တော့စပယ်ယာကခေါင်းကန်းသားမှာအိမ်ငိုက်နေပြီးဒရိုင်ဘာကလည်းရှေ့ကိုပဲစိုက်ကြည့်ပြီးကားကိုဂရုတစိုက်မောင်းနေတယ်ဘေးပတ်ဝန်းကျင်ကခရီးတဲ့တွေအကုန်လုံးကလည်းကိုယ်ထိုင်ကုန်နဲ့ကိုအိပ်ပျော်နေကြတယ်ဒီကားပေါ်မှာကျွန်တော်နာမည်သိတဲ့သူတယောက်မှမပါဘူးပြီးတော့ကျွန်တော်ကိုလှမ်းခေါ်မဲ့သူလည်းမရှိဘူးကျွန်တော်နာကြားမားတာနေမှာပါလို့ကိုပြန်ဖြစ်သိမ်းလိုက်တယ်မျက်လုံးကိုတင်းတင်းမှိတ်ပြီးမှန်တကားပေါက်ကိုခေါင်းမိထားလိုက်တယ်ကားကတောင်အစင်းလန်းကိုရောက်လာလို့ break ကိုခဏခဏနင်းနေရတယ်လေ break ဖြုတ်ချလိုက်တဲ့အတန်တွေကတရှူးရှူးနဲ့ထွက်နေတယ်မိုးကလည်းမှန်ချက်ကိုတဖြောက်ဖြောက်လာရိုက်နေတယ်အဲ့ဒီစူညံနေတဲ့အတန်တွေကြားထဲကနေဒုတိယအကြိမ်အတန်ထပ်ထွက်လာတယ်နေမင်းဒီတစ်ခါအတန်ကပိုနီးလာတယ်ကားအပြင်ဘက်ကလာတာမဟုတ်ဘူးကားရှိကန်ကလာတာလည်းမဟုတ်ဘူးကျွန်တော်ဘေးကလွတ်နေတဲ့ခုံနံပါတ်28စီကနေအတီးအကျထွက်လာတာ
လေချောင်းထဲမှာရေတွေပြည့်နေတဲ့လူတစ်ယောက်ကအသက်ကိုအသင်းရှူထုတ်ပြီးပြောလိုက်တဲ့ကက်ဆေးဆေးအတန်မျိုးအတန်နဲ့အတူစိုးထိုင်းထိုင်းလေအေးတစ်ချက်ကကျွန်တော်ညာဘက်နှစ်ရက်ကိုလာရိုက်ခတ်သွားတယ်။တယောက်ကကျွန်တော်ပခုံးသားကိုကပ်ပြီးခေါ်လိုက်တာသိကြတယ်။ကျွန်တော်တကိုယ်လုံးစက်တီးတွေဖြန်ကနေထသွားတယ်။ဘေးကခုံလွတ်ကိုလှည့်ကြည့်ဖို့တောင်တတိမရှိတော့ဘူး။ခန္ဓာကိုယ်ကတောင့်တင်းသွားတယ်။ပြတင်းပေါင်းမှန်ပေါ်ကကျွန်တော်ရဲ့ဝါတာတာအရေးကိုပဲစိုက်ကြည့်နေမိတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ထိုင်နေတဲ့နံပါတ်29ထိုင်ကုန်အောက်ကနေတခုခုကပွတ်တိုက်သွားတယ်လို့မျိုးခြေတလုံးကိုလာထိတယ်။ပြီးတော့လွတ်နေတဲ့ထိုင်ကုန်ပေါ်ကရေစက်တွေကပိုများလာပြီးအခုဆိုကျွန်တော်ထိုင်နေတဲ့ခုံဘက်ကိုတော့နည်းနည်းချင်းစီးကြလာနေပြီဆိုတာကိုထင်ရှားစွာမြင်လိုက်ရတယ်။ကျွန်တော်ခြေတလုံးကိုအေးဆက်ဆက်ရေတွေလာဆိုတော့ကျွန်တော်လန့်ပြီးထိုင်ကုန်ပေါ်ကနေမတ်တက်ထားရလိုက်မိတယ်။ကားကတောင်စင်းလမ်းမှာအရှိန်နဲ့ပြေးနေလို့မတ်တက်ရရတာတိတ်မလွယ်ဘူး။ဟန်ကျဲမပြတ်အောင်ရှေ့ခုံကလက်ရန်ကိုအတင်းလှမ်းကင်ထားရတယ်။စပယ်ယာကအရှိကမ်းမှာကောင်းမိပြီးအိပ်ပျော်နေတယ်။ကားအတွင်းကတစ်ခုလုံးမှာဘသူမှစကားမပြောကြဘူး။အကုန်လုံးတိတ်ဆိတ်နေပြီးမူးရွာတဲ့အတန်နဲ့ကားဘင်းလိမ့်တဲ့အတန်ပဲရှိတယ်။ကျွန်တော်နောက်ဆုံးနှက်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ဟိုမျိုးသမီးကနည်းနည်းလေးတောင်မလုပ်ဘူး။အမောင်ထဲမှာခေါင်းငိုင်းဆိုင်ကြပြီးအရင်အတိုင်းပဲဆက်ထိုင်နေတယ်။အဲ့ဒီအချိန်မှာကျွန်တော်မျက်လုံးကတစ်ဖက်ခုံနှန်းကိုရောက်သွားတယ်။ရှေ့နှခုံလောက်အကွာကခီးတဲ့တယောက်နိုးနေတာကိုသွားတွေ့တယ်။အသက်60ကျော်လောက်ရှိမဲ့အဖွားကြီးတယောက်ဖြစ်တယ်။သူဟာရှေ့ကိုကိုင်းပြီးခန္ဓာကိုလှည့်ပြီးကျွန်တော်ထိုင်နေတဲ့ခုံဘက်ကိုစိုက်ကြည့်နေတယ်။သူမျက်နှာကဖြူဖြောနေပြီးအရန်ကြောက်နေတဲ့ပုံစံမျိုးပေါက်နေတယ်။သူအကြည့်တွေကကျွန်တော်မျက်နှာကိုကြည့်နေတာမဟုတ်ဘူး။ကျွန်တော်ဘေးကနံပါတ်28ခုံလွှဲစီကိုစိုက်ကြည့်နေတာဖြစ်တယ်။ကျွန်တော်သူ့ကိုကြောင်ပြီးပြန်ကြည့်နေမိတယ်။အဖွားကြီးကသူ့ဘေးမှာအိပ်ပျော်နေတဲ့လူကိုမနှိုးအောင်တတိထားပြီးကျွန်တော်ကိုလက်ရက်ခေါ်တယ်။ကျွန်တော်ထိုင်ကုန်ကနေထွက်ပြီးလူတွားလန်းချင်းချင်းလေးအတိုင်းသူ့နာကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်။အဖွားကြီးနာရောက်တော့သူကကျွန်တော်လက်မောင်းကိုလှမ်းဆွဲတယ်။သူ့လက်တွေကအရန်အေးနေတယ်။ငါတူမင်းအဲ့ဒီခုံနာမှာဆက်မထိုင်နေတော့အဖွားကြီးကအတန်းတုံတုံရီရီနဲ့တူတိုးလေးပြောတယ်။ဘာဖြစ်လို့လဲအဖွားကျွန်တော်လည်းအတန်းနှိမ်ပြီးမေးလိုက်တယ်။မင်းမသိလို့ပါအရင်တုန်းကဒီတောင်လမ်းမှာအခုလိုမိုးရင်းကြီးညားဘက်ကားတစ်စီးကြောက်ထဲထိုးကြဘူးတဲ့လူတွေအများကြီးတည်တယ်နောက်ပိုင်းခုံကလူတွေဆိုတယောက်မှအသက်မရှင်ဘူးကျွန်တော်ဗာပြန်ပြောရမှန်းမသိဘူးကြော်ဘက်တလျှောက်အေးဆက်သွားတယ်အဲ့ဒီကားကငါတို့အခုစီးလာတဲ့ကားပဲကွအဲ့ဒီတုန်းကမင်းထိုင်တဲ့ခုံနံပါတ်20ခွန်ရဲ့အဲ့ဒီဘေးကခုံမှာထိုင်တဲ့မင်းကလေး2ယောက်အလောင်းပြန်မရခဲ့ဘူးရည်စည်းနဲ့မျောပါသွားတာအခုမင်းဘေးကခုံမှာတယောက်ယောက်လာထိုင်နေတာမင်းမသိဘူးလားအဖွားကြီးစကားကြောင့်ကျွန်တော်အသက်ရှူဖို့တောင်မေ့သွားတယ်ကျွန်တော်နောက်ကိုလှည့်ပြီးကျွန်တော်ထိုင်ကုန်ဘက်ကိုပြန်ကြည့်လိုက်တယ်ခုံပေါ်မှာဘယ်သူမှမရှိဘူးဒါပေမဲ့စောစောကရေစက်တွေကအခုဆိုထိုင်ကုန်အစွန်းကနေကျမ်းမြေမောတစ်စက်ချင်းတောက်တောက်ကျနေပြီကျွန်တော်ထိုင်တဲ့ခုံကျမ်းမြေတစ်ခုလုံးလဲရေတွေဆူရွှဲနေတယ်အဖွားကြီးကကျွန်တော်လက်မောင်းကိုပို့ပြီးတင်းတင်းဆုပ်ကိုင်းလိုက်တယ်အဲ့ဒီခုံမှာမထိုင်နေတော့မကောင်းဘူးအရှိကိုသွားပြောင်းထိုင်မြန်သွားကျွန်တော်အရှိကံဘက်ကိုလှမ်းကြည့်လိုက်တယ်စပယ်ယာအိတ်နေတဲ့ဘေးနားကအင်ဂျင်မုံပေါ်မှာထိုင်လို့ရလောက်တယ်ဒါပေမဲ့ကျွန်တော်ကြိုးဖို့အိတ်ကနံပါတ်20ခုံပေါ်ကအပေါ်စင်မှာကျန်နေခဲ့တယ်အိတ်ထဲမှာအလောက်ကစာရွက်စာတမ်းတွေအရေးကြီးတာအကုန်ပါတယ်ဒီတိုင်းထားခဲ့လို့မဖြစ်ဘူးသွားပြန်ယူမှရမယ်ကျွန်တော်အဖွားကြီးကိုခေါင်းငင်ပြလိုက်ပြီးကျွန်တော်ထိုင်ကုန်ရှိရာနောက်ပိုင်းကိုပြန်လျှောက်လာခဲ့တယ်ကားနောက်ပိုင်းကိုရောက်လာလေလေကပိုအေးလာလေပဲကျွန်တော်ခုံနားကိုရောက်တော့အပေါ်စင်ကကြော်ဖို့အိတ်ကိုလှမ်းယူဖို့လက်လန်းလိုက်တယ်အဲ့ဒီအချိန်မှာနောက်ဆုံးနားမှာထိုင်နေတဲ့ခေါင်းငုံထားတဲ့အမျိုးသမီးစီကနေရေစက်တွေကျနေတဲ့အတန်ကိုသွားကြလိုက်ရတယ်သူ့ရဲ့အင်ကြီးကနေရေတွေစိမ့်ထွက်နေပြီးကားကျမ်းမြင်မို့ကိုတောက်ကျနေတယ်ကျွန်တော်အခုမှသူ့ကိုနီးနီးကက်ကက်တေးချကြည့်လိုက်မိတယ်သူ့ရဲ့ဖြူဖြော့ပြီးရေတွေဆူရွှဲနေတဲ့ခြေပွားအလွတ်နှစ်ဖက်ကကားကျမ်းမြင်ပေါ်မှာထောက်ထားတယ်ဖက်နဲ့လုံးဝမပါဘူးလမ်းမရောင်မိန်လေးအောက်မှာသူ့ရဲ့ခြေထဲတွေကလူတီတယောက်လိုပြနန်းနေတာကိုကျွန်တော်ထင်ရှားစွာမြင်လိုက်ရတယ်ကြော်ဘိုးအိတ်ကိုအပေါ်စင်ကနေအမြန်ဆွဲချလိုက်တယ်လက်တွေကတုံနေလို့အိတ်စစ်ကိုတောင်တေချာမပိတ်နိုင်ဘူးနောက်ဆုံးနှန်းကအမျိုးသမီးစီကနေရီစက်တွေကျနေတဲ့အတန်တတောက်တောက်ကိုကားအင်ဂျင်နံတွေကြားထဲကနေကတ်ကြားနေရတယ်လို့ပဲကျွန်တော်နောက်ကိုတစ်ချက်မှလှည့်မကြည့်တော့ပဲကားရှည်ကန်းဘက်ကိုခတ်တုတ်ရှောက်လာခဲ့တယ်ကားရှည်ကန်းကိုရောက်တော့စပယ်ယာကတကားပေါက်နာကခုံလေးမှာထိုင်ပြီးငိုက်နေတယ်ဒရိုင်ဘာကတော့စစ်လက်တလိတ်ကိုခဲထားပြီးမိုးတဲနေတဲ့ရှေ့လန်းကိုပဲစူဆိုင်ကြည့်နေတယ်ရှေ့မှန်ကိုပွတ်နေတဲ့ဝိုက်ပါတန်တကြီးကမှန်မှန်ထွက်ပေါ်နေတယ်
ကျွန်တော်စပယ်ယာပခုံးကိုအသာလေးပုတ်လိုက်တယ်သူလန့်နိုးလာပြီးကျွန်တော်ကိုကြောင်ကြည့်တယ်အကိုကျွန်တော်ဒီရှေ့ကအင်ဂျင်မုံမောင်မှာထိုင်လို့ရမလားနောက်မှအဲကွန်းအရန်အေးလို့မနေနိုင်တော့ဘူးကျွန်တော်အကြောင်းပြချက်ပေးပြီးမေးလိုက်တယ်စပယ်ယာကခေါင်းတစ်ချက်ငိမ့်ပြပြီးသူ့ဘာသာနေရာနည်းနည်းဖေးပေးတယ်ကျွန်တော်အင်ဂျင်ဖုံးအပူငွေထွက်တဲ့နေရာမှာကြော်ဘိုးကြီးကိုပိုက်ပြီးဝင်ထိုင်လိုက်တယ်အရှိကန်ကပိုနွေးပေမဲ့ကျွန်တော်တကိုယ်လုံးကတော့ချမ်းတုံနေတော့မယ်အင်ဂျင်တဝုံဝုံကအောက်ကနေတုံခါနေတယ်စပယ်ယာကအေးရေးပြတ်သွားလို့ထင်တယ်စက်မအိတ်တော့ပဲရေဘူးကိုယူတောက်တယ်ပြီးတော့ဒရိုင်ဘာကိုစကားဆပြောတယ်ဆရာကြီးဒီညတော့ကားမောင်းရတာပိုပင်မန်းနေလားမသိဘူးလူကလည်းတယောက်ပုံနေတော့စိတ်ထဲတစ်မျိုးကြီးပဲဒရိုင်ဘာကစလိန်ငွေကိုပြတင်းပေါက်အပြင်ဘက်ကိုမှုတ်ထုတ်လိုက်ပြီးတပြင်းချတယ်မင်းကိုအစကတည်းကငါမပြောချင်လို့နေတာကွာခုံနံပါတ်29ကိစ္စကဂိမ်းမှုပြောတယ်လို့ပဲအဲ့ဒီခုံကိုအမြဲတမ်းအလွတ်ထားရတာဘာဖြစ်လို့လဲဆရာရဲ့ကားကအကောင်ကြီးကိုစပယ်ယာကနားမလဲတဲ့ပုံစံနဲ့ပြန်မိတယ်ဒရိုင်ဘာကကားစတီယာရင်ကိုညာဘက်နည်းနည်းကွေးလိုက်ပြီးမှဆက်ပြောတယ်လွန်ခဲ့တဲ့3-4နှစ်လောက်ကဒီကားကဒီလိုတောင်ဆင်းလမ်းမှာပဲမိုးသည်လိုဘရိတ်ပေါက်ပြီးကြောက်ထဲထိုးကြဘူးတယ်အဲ့ဒီတုန်းကလူတွေအများကြီးတည်တယ်အဆိုးဆုံးကကားနောက်ဆုံးနန်းနာကလူတွေပဲအဲ့ဒီအချိန်ကခုံနံပါတ်29မှာမိန်းကလေးတယောက်လိုက်လာတယ်ကားကိုကြောက်ထဲကနေပြန်ဆွဲတင်ပြီးအလောင်းတွေကောက်တော့အဲ့ဒီမိန်းကလေးရဲ့အလောင်းကိုရှာမတွေ့ဘူးစပယ်ယာကဘာမှဝင်မပြောဘဲငိမ်နားထောင်နေတယ်ကျွန်တော်လည်းအင်ဂျင်မုံပေါ်မှာထိုင်ရင်အသက်ရှူဖို့တောင်မေ့နေမိတယ်ဒရိုင်ဘာကဆက်လိတ်တူတူအပြင်လွှတ်ပစ်လိုက်ပြီးဆက်ပြောတယ်တေးစင်းထဲမှာလည်းသူ့နာမည်မပါဘူးရေစီးကြမ်းတော့ချောင်းထဲပါသွားတာလားမသိဘူးမိသားစုကလည်းလာမရှာကြဘူးအဲ့ဒီနောက်ပိုင်းကားကိုပြင်ပြီးပြန်ဆွဲတဲ့အခါညဘက်ခီးဆွနေဆိုရင်နောက်ဆုံးတန်းကနေလူပိုတယောက်အမြဲပါလာတတ်တယ်ကားဂိတ်ကလူဟောင်းတွေအကုန်တီးတယ်အဲ့ဒါကြောင့်နံပါတ်29ကိုဘယ်တော့မှလက်မှတ်မရောင်းတာဒီနေ့မှဂိတ်ကကောင်မလေးအတိရောက်နေလို့မှားယောင်းလိုက်တာနေမယ်ဒရိုင်ဘာရဲ့စကားအဆုံးမှာကားရှိကန်တစ်ခုလုံးတိတ်ဆိတ်သွားတယ်မိုးရံနဲ့လေဘရိတ်ဖြုတ်တံတရှူးရှူးတွေပဲစူညံနေတယ်ကျွန်တော်ကြောရိုးတစ်လျှောက်မှာစက်သိန်းတွေတဖြန်းဖြန်းထသွားတယ်အဖွားကြီးပြောတဲ့စကားတွေကအကုန်လုံးအမှန်တွေကြီးပဲတေချာတာတစ်ခုကအခုကျွန်တော်တို့ကားပေါ်မှာလိုက်လာတဲ့လူပိုဆိုတာအဲ့ဒီရှာမတွေ့တဲ့အမျိုးသမီးပဲသူကကျွန်တော်ကိုပဲတခုခုလှုပ်ချင်နေတဲ့ဆိုတဲ့ခံစားချက်ကရင်ထဲမှာပိုပြီးထင်ရှားလာတယ်ကျွန်တော်ခေါင်းကိုမော်ပြီးဒရိုင်ဘာခေါင်းပေါ်နားမှာတက်ထားတဲ့ကားနောက်ဘက်မှကြီးကြီးကိုမတိမတာလှမ်းကြည့်လိုက်တယ်။မှန်ထဲမှာကားနောက်ပိုင်းတစ်ခုလုံးကအမောင်ရိပ်တန်းနေတယ်။ကားတွေကလူတွားလန်းချင်းလေးကဥမင်လိုင်းကောင်းတစ်ခုလိုအဆုံးအထိတွေ့တန်းသွားတယ်။ကားကဂျိုင်းခွက်တွေကိုနင်းမိလို့စောင့်ခုံသွားတိုင်းမှန်ကလည်းတုန်ခါသွားတယ်။ကျွန်တော်မျက်စိကိုစူးစိုက်ပြီးနောက်ဆုံးနှမ်းကိုရှာကြည့်လိုက်တယ်။မှန်ထဲကနေမြင်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်နှလုံးခုန်နေရက်တန့်သွားမတတ်ဖြစ်သွားတယ်။စောစောကအထိအောက်ကိုငိုင်းဆိုင်ကြနေတဲ့အဲ့ဒီအမျိုးသမီးရဲ့ခေါင်းကအခုမမတ်ကြီးဖြစ်နေပြီးသူ့ရဲ့ဆူရွှဲနေတဲ့သပင်တွေကြားထဲကနေဖြူဖြော့ဖြော့မျက်နှာတစ်ဝက်လောက်ကိုလှမ်းမြင်နေရတယ်။အဆိုးဆုံးကသူ့ရဲ့မျက်နှာကကားရှိကန်အင်ဂျင်မိုးပေါ်မှာထိုင်နေတဲ့ကျွန်တော်စီကိုနောက်ကြည့်မှန်တွေကနေတဆင်တက်တဲ့စိုက်ကြည့်နေတာဖြစ်တယ်။ကားနောက်ကြည့်မှန်တွေကနေစိုက်ကြည့်နေတဲ့မျက်နှာကြောင့်ကျွန်တော်လန့်ပြီးခေါင်းကိုအမြန်ငုံပြစ်လိုက်တယ်။ဒရိုင်ဘာကိုလှမ်းပြောမလို့လှုပ်သေးပေမဲ့လေချောင်းထဲကနေအတန်းထွက်မလာဘူးဒီအရှိကမ်းမှာဒရိုင်ဘာရောစပယ်ယာရောရှိနေတာပဲဘာမှမဖြစ်နိုင်ပါဘူးဆိုပြီးကိုအတင်းအတင်းထားလိုက်တယ်အင်ဂျင်မုံကထွက်တဲ့အပူငွေ့ရဲ့တနေကုန်ပင်ပန်းထားတဲ့ဒဏ်ရဲ့ပေါင်ပြီးကြောက်နေတဲ့ကြားကပဲကျွန်တော်မျက်ခွင်တွေတဖြည်းဖြည်းလေးလံလာတယ်မှန်ကိုရိုက်နေတဲ့မိုးတံနဲ့ကားအင်ဂျင်တန်တွေကနားထဲမှာတဖြည်းဖြည်းဝေသွားပြီးခဏအတွင်းမှာပဲအိပ်ပျော်သွားခဲ့တယ်ဘလောက်ကြာအိပ်ပျော်သွားလဲမသိဘူးခန္ဓာကိုယ်တစ်ခုလုံးအယိုးထဲထိစိမ့်တက်လာတဲ့အေးဒဏ်ကြောင့်ကျွန်တော်ဆန့်ခနဲလက်နိုးလာတယ်အောက်ခြေကအင်ဂျင်အပူငွေ့လုံးဝမရှိတော့ဘူးကျွန်တော်ကြောပြင်မှာခံစားနေရတာကအေးဆက်ပြီးမတောင်းတောင်းဖြစ်နေတဲ့တရေထိုင်ကုန်တစ်ခုပဲကျွန်တော်မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်ပတ်ဝန်းကျင်တစ်ခုလုံးကအမောင်ရိပ်တန်းနေတယ်ကားရှိကန်မှန်ပြတင်းပေါက်ကနေဝင်လာတဲ့ကားမီအောင်ကအဝေးကြီးမှာရောက်နေတယ်ဒရိုင်ဘာနဲ့စပယ်ယာကကျွန်တော်နဲ့အလံဝေးတဲ့နေရာမှာဖြစ်နေတယ်ကျွန်တော်ထိုက်ထိုင်လိုက်ပြီးဘေးဘီကိုကြည့်လိုက်တယ်ကျွန်တော်အရှိကန်အင်ဂျင်ဖုံးပေါ်မှာရှိမနေတော့ဘူးကားနောက်ပိုင်းကကျွန်တော်ရဲ့မူလနေရာခုံနံပါတ်29ကိုပြန်ရောက်နေတာဖြစ်တယ်ခေါင်းထဲမှာပြောင်းဆန်သွားတယ်အရှိကန်အင်ဂျင်ဖုံးပေါ်မှာထိုင်ရင်အိပ်ပျော်သွားတာသိကြတယ်အဲ့ဒီနောက်ပိုင်းကိုဘလို့လို့ပြန်ရောက်လာတာလဲအိတ်ချင်မှုတူနဲ့ကိုပါတာလမ်းလျှောက်ပြီးပြန်လာထိုင်တာလားဒါမှမဟုတ်နေရကျင်းလို့စပယ်ယာကသွားပြန်ထိုင်ခိုင်းလို့ကျွန်တော်မမှတ်မိတာလား
အတွေးတွေကရှုပ်ထွေးနေပြီးဘာမှရေရေရရစဉ်းစားလို့မရဘူးစဉ်းစားနေတော့မှပဲကျွန်တော်ညာဘက်ပခုံးစီကနေရေခဲတိုက်ထဲရလို့အေးခဲနေတဲ့လေလိုင်းတစ်ခုလာရိုက်ခတ်တဲ့စောစောကအရှိကန်းကိုမသွားခင်တော့ကအလွတ်ကြီးဖြစ်နေတဲ့နံပါတ်28ထိုင်ကုန်ပေါ်မှာအခုလူတစ်ယောက်လာထိုင်နေတယ်သူနဲ့ကျွန်တော်နဲ့ကြားမှာလက်တကန်းစာအကွာဝေးလောက်ပဲရှိတယ်ကျွန်တော်အသက်ရှူဖို့တောင်မေ့သွားပြီးအဲ့ဒီလူကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်နောက်ဆုံးနှမ်းမှာထိုင်နေတဲ့အမျိုးသမီးဖြစ်တယ်အခုကျွန်တော်ဘေးခုံကိုရောက်နေပြီးသူကခုံကိုကြောမိထားပြီးခေါင်းကိုအောက်ဖက်နည်းနည်းငိုက်ထားတယ်သူ့ရဲ့ရေတွေဆူရွှဲနေတဲ့သပင်အရှိကြီးတွေကပခုံးမော်ကနေတဆင်ရင်ဘတ်အထိကကြနေတယ်မျက်နာကိုတေချာမမြင်ရပေမဲ့သပင်တွေကြားထဲကနေဖြူဖြောဖြောအရေးပြားတချို့ကိုတော့လှမ်းမြင်နေရတယ်အပြင်မှာမိုးတိုက်တန်တွေစူညံနေပေမဲ့ကျွန်တော်နားထဲမှာတော့သူ့ရဲ့သပင်ဖျားတွေစီကနေကားကျမ်းမြင်မော်ကိုရေစက်တွေကျနေတဲ့တတောက်တောက်အတန်ကိုပဲအကျိတ်ကြီးကြားနေရတယ်အဝယ်စားတွေကအစာရေတွေဆူရွှဲနေပြီးရေခဲရေထဲမှာအကြာကြီးစိန်ထားခဲ့တယ်လို့မျိုးအေးဆက်တဲ့အငွေတက်တွေကသူ့ကိုယ်ကနေအဆက်မပြတ်ထွက်နေတယ်။ကျွန်တော်ထိုင်ရာကနေအမြန်ထားဖို့ကြိုးစားတယ်။ဒါပေမဲ့ခြေထောက်တွေကထုံကျင်နေပြီးလုံးဝအားမပါဘူး။လေချောင်းတွေကလည်းခြောက်ကပ်နေပြီးအတန်ထွက်မလာဘူး။အဲ့ဒီအချိန်မှာအောက်ကိုငိုင်းကြနေတဲ့သူ့ရဲ့ခေါင်းကဖြည်းဖြည်းချင်းလှုပ်လာတယ်။ခေါင်းကကျွန်တော်ဘက်ကိုတဖြည်းဖြည်းလှည့်လာတာလှုပ်ရှားမှုကအရန်နှိမ့်ကွေးပေမဲ့ရည်ရွယ်ချက်ရှိရှိနဲ့ကျွန်တော်ကိုမျက်နှာမူဖို့ကြိုးစားနေတာသိကြတယ်။ဆိုရွှဲနေတဲ့သပင်တွေကမျက်နှာပြင်ပေါ်မှာကတ်နေတော့မယ်။ဘာမျက်နှာတွင်ပင်မှမမြင်ရသေးပေမဲ့အဲ့ဒီသပင်တွေနောက်ကနေကျွန်တော်ကိုစိုက်ကြည့်နေတဲ့အေးဆက်ဆက်အကြည့်တစ်ခုကိုတော့ထင်ရှားစွာခံစားနေရတယ်။သူစီကနေထွက်လာတဲ့အသက်ရှူတန်းကကျွန်တော်မျက်နှာနားကိုတဖြည်းဖြည်းနီးကပ်လာနေပြီးသူစီကနေထွက်နေတဲ့ရင်းနှီးနှံလိုစိုးထိုင်းတိုင်းအနံ့ကနှာခေါင်းထဲကိုတိုးဝင်လာတယ်။ကျွန်တော်မျက်လုံးကိုတင်းတင်းမိတ်ထားလိုက်ပြီးလှုပ်တောင်မလှုပ်ရဲတော့ဘူး။ရုတ်တရက်ကားကအရှိန်ပြင်းပြင်းနဲ့ brake ဆောက်အောင်လိုက်တယ်။တာယာနဲ့ကတ္တရာလမ်းပုတ်တိုက်သွားတဲ့အတန်ကြည်ကြည်ထွက်လာပြီးကျွန်တော်ခင်လာကိုရှေ့ကိုလွန်ထွက်သွားတယ်။ခြေခုံကျိုးမျိုးခေါင်းနဲ့သွားဆောင်ပြီးမလို့ဖြစ်သွားပြီးမှနှံချက်ပြန်ထိန်းနိုင်လိုက်တယ်။ကားကချက်ချင်းအရှိန်ပြန်တင်ပြီးရှေ့ကိုဆက်ထွက်သွားတယ်။ကျွန်တော်အသက်ကိုခပ်ပြင်းပြင်းရှူတွန်းလိုက်ပြီးဘေးကခုံနံပါတ်28ကိုအမြန်လှည့်ကြည့်လိုက်တယ်။ခုံပေါ်မှာဘယ်သူမှမရှိတော့ဘူး။အမျိုးသမီးပျောက်သွားပြီ။ဒါပေမဲ့ထိုင်ကုန်ပေါ်မှာတော့သူထိုင်ခဲ့တဲ့နေရာအကွက်လိုက်ရေတွေဆူရွှဲနေတော့မယ်။ရေစက်တွေကထိုင်ကုန်အစွန်းကနေကားကျမ်းမြင်မောကိုတတောက်တောက်ကျနေတယ်။ကျွန်တော်ရင်ဘတ်ကိုဖိထားပြီးအသက်ရှူမှန်အောင်တော်တော်လေးအားယူလိုက်ရတယ်။ဒီလိုနဲ့ကားကဆက်သွားလိုက်တာမနက်လင်းအားကြီးအချိန်ကိုရောက်လာတယ်။ပြတင်းပေါက်အပြင်ဘက်မှာအလင်းရောင်ရလာပြီးကောင်းငင်ကမီးခိုးရောင်တန်းနေပြီးမိုးကတော့တဖွဲဖွဲရွာနေတော့မယ်ကားအတွင်းကန်းထဲမှာလည်းအလင်းရောင်နည်းနည်းရလာလို့ပတ်ဝန်းကျင်ကပိုးပြီးရှင်းရှင်းလင်းလင်းဖြစ်လာတယ်ခရီးတွေတချို့နိုးလာပြီးဟိုဘက်ဒီဘက်လှုပ်ရှားလာကြတယ်ကားကမနက်စာစားဖို့ဆိုင်တဆိုင်ရှေ့မှာထူရက်လိုက်တယ်အင်ဂျင်တန်တိတ်သွားတာနဲ့စပယ်ယာကရှေ့ကန်းကနေနောက်ခန်းကိုလမ်းလျှောက်လာပြီးလူတွေကိုလက်ညှိုးထိုးရေတွက်တယ်သူတစ်ခေါက်ရေတွက်ပြီးတော့ခြေလန်းရက်သွားတယ်။သူ့လက်ထဲကစာရွက်ကိုကြည့်ပြီးမျက်မှောင်ကုတ်တယ်။ပြီးတော့အရှိကိုပြန်လှည့်သွားပြီးဒရိုင်ဘာကိုလှမ်းပြောတယ်။ဆရာကြီးလူတယောက်ရော့နေတယ်။စပယ်ယာကခက်ကြဲကြဲပြောလိုက်တယ်။အိမ်နာဆင်းသွားတာနေမှာပေါ့ကွာ။ဒရိုင်ဘာကကားတော့နှုတ်ရင်းပြန်ပြောတယ်။မဟုတ်ဘူးဆရာရဲ့ကားတကားအခုမှဖွင့်တာလေ။ဘယ်သူမှမဆင်းရသေးဘူး။ညကပူနေရဲ့တယောက်ကထားပါတော့။အခုကမူလစင်းရင်တွေကတယောက်ပြောက်နေတာ။စပယ်ယာကစိတ်ရှုပ်တဲ့လေတံနဲ့ပြောတယ်။ကျွန်တော်ချက်ချင်းမတက်ရက်ပြီးကားနောက်ဆုံးနှမ်းကိုလှမ်းကြည့်တယ်။အမျိုးသမီးမရှိတော့တာမဆန်ဘူး။ဒါပေမဲ့ညကားနောက်ကမီးရောင်ဖြတ်ထိုးတော့ကကျွန်တော်တေချာမြင်ခဲ့တဲ့ညာဘက်တောင်ဆုံးကမှန်အောင်မိအိတ်နေတဲ့လူငယ်လေးမရှိတော့ဘူး။သူ့နေရာမှာခုံအလွတ်ကြီးဖြစ်နေတယ်။ဘယ်ဘက်တောင်ဆုံးကလူကြီးတယောက်ပဲကျန်တော့တယ်။ကျွန်တော်စပယ်ယာနားကိုအမြန်သွားလိုက်တယ်။ဟိုနောက်ဆုံးနဲ့ညာဘက်တောင်ကကောင်လေးတယောက်မတွေ့တော့ဘူး။ကျွန်တော်ကဝင်ပြောလိုက်တယ်စပယ်ယာကကျွန်တော်ကိုကြောင်ကြည့်တယ်ဘယ်ကကောင်လေးလဲအကိုသူကနားမလဲတဲ့ပုံစံနဲ့ပြန်ပြီးတယ်ညကအဲ့ဒီနောက်ဆုံးတန်းညာဘက်တောင်မှာအမဲရောင်အင်ဂျင်နဲ့ကောင်လေးတယောက်မှန်အောင်မိအိတ်နေတာကျွန်တော်တေချာမြင်တယ်လေအခုသူမရှိတော့ဘူးကျွန်တော်လက်ညှိုးထိုးပြီးရှင်းပြတယ်အဲ့ဒီအချိန်မှာနောက်ဆုံးတန်းဘယ်ဘက်တောင်မှာထိုင်နေတဲ့လူကြီးကသူ့ပစ္စည်းတွေတင်းရင်ကျွန်တော်တို့စကားကိုကြားသွားတယ်သူကျွန်တော်ကိုကြည့်ပြီးခေါင်းခါပြတယ်ငါတူမျက်စိမားနေတာနေမယ်အဲ့ဒီနောက်ဆုံးတန်းမှာညကလေးကဦးလေးတယောက်ထဲထိုင်လာတာဘယ်ကောင်လေးမှမရှိဘူးအဲ့ဒီလူကြီးကဝင်ပြောတယ်ကျွန်တော်ကြက်တင်းတွေဖြန်းကနေထသွားတယ်
မဟုတ်ဘူးဦးလေးကျွန်တော်တေချာမြင်တာညကျွန်တော်ဒီဘက်ကိုလှည့်ကြည့်တော့အဲ့ဒီကောင်လေးတေချာပေါက်ရှိတယ်ကျွန်တော်အသိဉာဏ်လိုက်တယ်လူကြီးကကျွန်တော်ကိုစိတ်နှံပုံမရတဲ့လူတယောက်ကိုကြည့်တယ်လို့ကြည့်ပြီးကားရှိပေါက်စီရှောက်သွားတယ်စပယ်ယာကလည်းသူ့စာရွက်ကိုတေချာပြန်ကြည့်တယ်ပြီးတော့တပြင်းချတယ်ဟုတ်တာပဲအကိုရေအခုစရင်နဲ့လူဦးရင်တွေကကွက်တိဖြစ်နေပြီရော့နေတာမဟုတ်ဘူးညကကျွန်တော်အိမ်ရင်မဝါလို့လူရေသွက်တာမှားသွားတာနေမယ်လူလုံးဝမပြောက်ဘူးအကိုစပယ်ယာကပြောပြီးကားအောက်ကိုဆင်းသွားတယ်ကျွန်တော်ကားလမ်းလျှောက်လမ်းအလယ်မှာရက်ပြီးကြောက်ရွံ့လို့တောင့်တင်းသွားတယ်ညကလူပိုနေတယ်စပယ်ယာကိုယ်တိုင်ပြပြတလဲអော်ပြောခဲ့တာအခုကျတော့သူဘာမှမမှန်မိဘူးဟိုလူကြီးကလည်းသူ့ဘေးမှာတညလုံးထိုင်လာတဲ့လူတစ်ယောက်လုံးကိုမရှိဘူးလို့ညင်းနေတယ်သူတို့အကုန်လုံးရဲ့မှတ်ဉာဏ်တွေကနေအဲ့ဒီလူငယ်လေးပါလာတယ်ဆိုတဲ့အသည့်ကိုတယောက်ယောက်ကဖျက်ပစ်လိုက်တယ်လို့ဖြစ်နေတယ်ကျွန်တော်နောက်ဆုံးနှန်းကအလွတ်ဖြစ်နေတဲ့ခုံကိုတစ်ချက်ကြည့်တယ်ပြီးတော့ရေရွေးဆိုရွှဲနေတဲ့ကျွန်တော်ဘေးကခုံနံပါတ်28ကိုပြန်ကြည့်လိုက်တယ်အမျိုးသမီးကဒီတိုင်းပျောက်သွားတာမဟုတ်ဘူးသူလိုချင်တဲ့သူကိုအစားထိုးခေါ်သွားတာပြီးတော့ခေါ်သွားတဲ့လူကိုဒီကားပေါ်မှာပါမလာခဲ့တယ်လို့မျိုးကြံခဲ့တဲ့လူတွေရဲ့စိတ်ထဲမှာအကုန်လုံးလိုက်ပြင်းပစ်ခဲ့တာကျွန်တော်တယောက်တည်းပဲအရာအလုံးကိုအဆအဆုံးတတိထားမိနေတာဖြစ်တယ်အခုအချိန်မှာဒီကားပေါ်ကလူတွေအကုန်လုံးရှိနေရင်တောင်ကျွန်တော်တယောက်တည်းအထီးကျန်နေပြီဆိုတာကိုသိချာသဘောပေါက်လိုက်တယ်ကာယနာစခန်းမှာလူတွေမနှက်စာစားနေကြတယ်ကျွန်တော်ကတော့ဘာမှမစားချင်လို့ကားအောက်မှာပဲရပ်နေလိုက်တယ်ခေါင်းထဲမှာညကအဖြစ်ပြက်တွေကြီးပဲတွေးနေမိတယ်ကားပေါ်ကနေတယောက်ယောက်ကျွန်တော်ကိုစောင့်ကြည့်နေမလားဆိုပြီးကားမှန်တွေကိုလိုက်ကြည့်ပေမဲ့အပြင်ကနေကြည့်ရင်အမဲရောင်မှန်တွေဖြစ်နေလို့အတွင်းကိုမမြင်ရဘူးခဏနေတော့ကားထွက်မဲ့အချိန်နီးလာပြီးလူတွေတယောက်ချင်းပြန်တက်လာကြတယ်စပယ်ယာကကားတကားဝမှာရပ်ပြီးလူဦးရေစရင်ကိုတေချာပြန်စစ်နေတယ်မနက်ကလူရေတွက်တာမှားထားလို့ဒီတစ်ခေါက်အမားမခံတော့ဘူးဆိုတဲ့ပုံစံနဲ့ခရီးသည်တွေကိုနာမည်နဲ့ခုံနံပါတ်တေချာပြန်မေးပြီးမှပေးတတ်တယ်ကျွန်တော်လဲကားပေါ်တက်ဖို့ဘောင်းမီအိတ်ကက်ထဲကကားလက်မှတ်ကိုစမ်းကြည့်လိုက်တယ်အိတ်ကက်ထဲမှာဘာမှမရှိဘူးကျွန်တော်လန့်သွားပြီးကြံတဲ့အိတ်ကက်တွေကိုပါအကုန်လိုက်နှိုက်ကြည့်တယ်ပတ်စံအိမ်နဲ့ဖုန်းပဲရှိတယ်ကားလက်မှတ်မရှိတော့ဘူးညကစပယ်ယာလာစစ်သုံးကပြပြီးညာဘက်အိတ်ကက်ထဲအတိချပြန်ထိထားတာကျွန်တော်အမှတ်ရနေတယ်ကားရှိကမ်းမှာတွားထိုင်တော့ကများပြုတ်ကျခဲ့တာလားစဉ်းစားပြီးကားပေါ်ကိုအမြန်ပြေးတက်သွားတယ်ရှေကမ်းအင်ဂျင်ဘုံနာမှာရောကျမ်းမြင်မှာရောဘာလက်မှတ်မှမရှိဘူးကျွန်တော်ထိုင်တဲ့နောက်ပိုင်းကခုံနံပါတ်29နာထိသွားရှာတယ်ကားပေါ်မှာရောကျမ်းမြင်မှာဘာမှမတွေ့ဘူးဘေးကလွတ်နေတဲ့ခုံနံပါတ်28ပေါ်ကရေရီတောင်နည်းနည်းခြောက်သွားပြီးအကူလက်မှတ်လေးပြပါအောင်နာမည်ဘယ်သူလဲနောက်ကနေစပယ်ယာကလမ်းမိတယ်သူကခီးတဲ့တွေကိုစရင်ကျွန်တော်နားရောက်လာတာကျွန်တော်လက်မှတ်ပျောက်သွားလို့ဗျဒါပေမဲ့ကျွန်တော်ဒီခုံနံပါတ်29မှာထိုင်လာတာနာမည်ကနေမင်းကျွန်တော်ပြန်ဖြေလိုက်တယ်စပယ်ယာကမျက်မှောင်ကုတ်သွားတယ်ပြီးတော့သူ့လက်ထဲကကလစ်ဘုတ်ပေါ်ကစရင်ကိုတေချာကြည့်တယ်စာရွက်ကိုကြည့်ပြီးတော့ကျွန်တော်ကိုတစ်ချက်ပြန်မောကြည့်တယ်သူအကြည့်တွေကလူစိမ်းတယောက်ကိုကြည့်တယ်လို့စိမ့်သက်သက်ဖြစ်နေတယ်အကိုဘာတွေလာနောက်နေရလဲခုံနံပါတ်29ကမိန်းကလေးနာမည်ပြသူကခက်ဆက်ဆက်လေတန်းနဲ့ပြောတယ်ကျွန်တော်ရုတ်တရက်ဘာပြောရမှန်းမသိပဲစွန့်အားသွားတယ်ညအောင်မင်းကိုယ်တိုင်ငါလက်မှတ်ကိုစစ်ပြီးနေမင်းမဟုတ်လားလို့မေးခဲ့သေးတယ်လေကျွန်တော်အတန်နည်းနည်းမြင့်ပြီးပြန်ပြောလိုက်တယ်စပယ်ယာကတပင်းချပြီးကျွန်တော်ကိုစိတ်ရှုပ်တဲ့ပုံစံနဲ့ကြည့်တယ်ညကျွန်တော်ဒီခုံကလက်မှတ်စစ်တော့မိန်းကလေးတယောက်လေစပင်အရှိကြီးနဲ့အမျိုးသမီးကိုကျွန်တော်သိချမှတ်မိတယ်အကူကဘယ်နံပါတ်လဲအမှန်တိုင်းပြောစမ်းပါကိုခုံကိုမမှတ်မိလို့သူများခုံလာလို့နေတာလားစပယ်ယာကအတန်ကြင်နဲ့ပြောလိုက်တယ်ပဝင်းချင်းကခရီးတဲ့တချို့ကကျွန်တော်တို့ကိုလှည့်ကြည့်လာကြတယ်ကျွန်တော်စပယ်ယာရဲ့လက်ထဲကကလစ်ဘုတ်ကိုအတင်းဆွဲယူပြီးကြည့်လိုက်တယ်စရင်ထဲမှာခုံနံပါတ်29ရဲ့ဘေးနားမှာရေးထားတဲ့နာမည်ကနေမင်းမဟုတ်ဘူးမတ်တမွန်ဆိုတဲ့မင်းကလေးနာမည်တစ်ခုဖြစ်နေတယ်စလုံးတွေကဖြတ်ပြီးအသစ်ပြင်ရေးထားတာမျိုးမဟုတ်ပဲအစကတည်းကအဲ့ဒီနာမည်ကိုပဲရေးထားတဲ့ပုံစံမျိုးဖြစ်နေတယ်ကျွန်တော်စိတ်ထဲမှာတကယ်ကိုထိတ်လန့်သွားပြီးဒါကရိုးရိုးတရေ6တာမျိုးမဟုတ်တော့ဘူးကျွန်တော်ဆိုတဲ့လူတယောက်ဒီကားပေါ်မှာပါလာတယ်ဆိုတဲ့အထောက်အထားတွေကိုပါအဲ့ဒီအရာကတခုချင်းလိုက်ဖြတ်ပြနေတာဟိုလူငယ်လေးပျောက်သွားတယ်လို့မျိုးကျွန်တော်နေရာမှာသူကအစားထိုးဝင်ယူနေပြီဆိုတာကိုတေချာသဘောပေါက်လိုက်တယ်စပယ်ယာကကျွန်တော်လက်ထဲကကလစ်ဘုတ်ကိုပြန်ဆွဲယူသွားတယ်အကိုနာမည်နဲ့လက်မှတ်မရှိရင်ကားပေါ်ဆက်လိုက်လို့မရဘူးနော်အောက်ဆင်းပေးပါသူကပြက်ပြက်သားသားပြောတယ်အဲ့ဒီအချိန်မှာညကကျွန်တော်ကိုတတိပေးခဲ့တဲ့အဖွားကြီးကအောက်ကနေပြန်လာပြီးကားပေါ်တက်လာတယ်
ကျွန်တော်အာကိုတကြီးနဲ့အဖွားကြီးဘက်ကိုလှည့်လိုက်တယ်အဖွားညာကကျွန်တော်ကိုဒီခုံမထိုင်မှုအဖွားပြောခဲ့တယ်မဟုတ်လားကျွန်တော်ဒီကားပေါ်မှာပါလာတာအဖွားသိတယ်မလားကျွန်တော်အမြန်မေးလိုက်တယ်အဖွားကြီးကခြေလန်းရက်သွားပြီးကျွန်တော်မျက်နှာကိုတေချာစိုက်ကြည့်တယ်သူ့မျက်လုံးတွေထဲမှာဘာအတိမတ်ပြုံးမှုမှမရှိဘူးမင်းကဘာတူလဲကွအဖွားမင်းကိုတခါမှမမြင်ဘူးပါဘူးသူကခက်အေးပဲပြန်ဖြေပြီးသူ့ထိုင်ကုန်စီကိုဆက်လျှောက်သွားတယ်ကျွန်တော်တကိုယ်လုံးအေးခဲသွားတယ်လို့တောင်းတင်းသွားတယ်ကားပေါ်ကလူတွေအကုန်လုံးကကျွန်တော်ကိုလက်မှတ်မပါပဲကားကြုံလိုက်စီးခြင်းနဲ့လူလိန်တယောက်လိုဝိုင်းကြည့်နေကြတယ်ကျွန်တော်ရက်နေတဲ့နေရာကနေဘယ်ကိုမှရွေးလို့မရတော့ဘူးဟိုမျိုးသမီးကနောက်ဆုံးတန်းမှာထိုင်နေတာမဟုတ်တော့ပဲကျွန်တော်ရဲ့ဖြစ်တည်မှုတစ်ခုလုံးကိုယူဖို့စူးစမ်းနေပြီဆိုတဲ့အထီးကျန်ဆန်းတဲ့အတွေးတွေကလှမ်းမိုးသွားပါတော့တယ်အကူကားဝါဆင်မလားဒါမှမဟုတ်ပတ်စံထပ်ပေးပြီးရှေ့ကန်းကကျမ်းမြင်မှာလိုက်မလားအမြန်ဆုံးဖြတ်စပယ်ယာကစိတ်မရှိတော့တဲ့လေတံနဲ့ပြောတယ်ကားအောက်ကိုဆင်မို့လှေကားဘက်ကိုမင်းငေါပြတယ်အပြင်မှာကမိုးသေးနေပြန်ပြီဒီလိုတောင်မော်လန်းကားရဲ့နာစခန်းမှာလူတယောက်ထဲကြံကြလို့ဘလုံးမဖြစ်ဘူးကျွန်တော်ပတ်စံအိတ်ကိုအမြန်ထုတ်ပြီးကားကိုနောက်တစ်ခေါက်ထပ်ပေးလိုက်တယ်စပယ်ယာကပတ်စံကိုဆွဲယူပြီးကားရှိကန်ဒရိုက်ဘာဘေးကကျမ်းမြင်လွတ်နေတဲ့နေရာကိုလက်ညှိုးထိုးပြတယ်ကျွန်တော်ကြော်ဖို့အိမ်နောက်မှကျန်ခဲ့တယ်သွားယူလိုက်အောင်ပဲပြောပြီးကားနောက်ဘန်းကိုရှောက်လာခဲ့တယ်လူတွေအကုန်လုံးကကျွန်တော်ကိုလမ်းမမပါပဲလိုက်စီးတဲ့လူလင်တယောက်လိုစိုက်ကြည့်နေကြတယ်ဒါပေမဲ့ကျွန်တော်ကယူမဆိုင်နိုင်တော့ဘူးကားကအင်ဂျင်ပြန်နှိုးလိုက်ပြီးမြည်နေတဲ့အင်ဂျင်တန်ရဲ့ကားမိုးကိုလာရိုက်နေတဲ့မိုးတန်ရဲ့ကနားထဲမှာစူညံနေတယ်ကားနောက်ဆုံးတန်းသားကိုရောက်လာလေကပိုအေးလာလေပဲအဲကွန်းကြောင့်အေးတာမဟုတ်ပဲရေခဲတိုက်ထဲဝင်သွားတယ်လို့မျိုးအေးနေတဲ့အေးတက်ဖြစ်တယ်ကျွန်တော်ခုံနံပါတ်29နားကိုရောက်တော့အပေါ်စင်ကကြော်ပိုးအိတ်ကိုလှမ်းယူဖို့လှုပ်လိုက်တယ်အဲ့ဒီအချိန်မှာထိုင်ုံပေါ်ကနေရေစက်တွေကျမ်းမြေမော်ကိုတောက်ကျနေတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်အောက်ကိုငုံကြည့်လိုက်တယ်စောစောကအလွတ်ကြီးဖြစ်နေတဲ့ကျွန်တော်ရဲ့ခုံနံပါတ်29ပေါ်မှာလူတစ်ယောက်ထိုင်နေတယ်အမျိုးသမီးပဲညကလေးကနောက်ဆုံးတန်းမှာထိုင်လာတဲ့တစ်ယောက်သူကအခုကျွန်တော်နေရာမှာအတိအကျဝင်ထိုင်နေပြီးသူ့ရဲ့ခန္ဓာကိုယ်ကမမက်ကြီးဖြစ်နေပြီးခေါင်းကအရင်လိုအောက်ကိုငိုင်းဆိုင်ကြမနေတော့ဘူးသူ့ခေါင်းကကျွန်တော်ဘက်ကိုတက်တက်လှည့်ထားတယ်ကားပြင်ဘက်ကလမ်းမီးတိုင်အလင်းရောင်မိန်မိန်လေးအောက်မှာသူ့မျက်နှာကိုကျွန်တော်ပထမဆုံးအကျယ်အနီးကပ်မြင်လိုက်ရတယ်ရေရီဆူရွှဲနေတဲ့သပင်အရှိကြီးတွေကမျက်နှာတစ်ဖက်ချမ်းကိုဖုံးကွယ်ထားတယ်ပေါ်နေတဲ့မျက်နှာတစ်ချမ်းကတွေးကြောတွေလုံးဝမရှိတော့တယ်လို့ဖြူရော်ပြီးဖောင်းအီနေတယ်ရေထဲမှာအကြာကြီးစိန်ထားတဲ့အသားရည်မျိုးဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ကိုအထိတ်တလန့်ဖြစ်ဆုံးကသူ့ရဲ့မျက်လုံးတွေပဲဆိုအီနေတဲ့သပင်တွေကြားထဲကနေကျွန်တော်ကိုစိုက်ကြည့်နေတဲ့မျက်လုံးအဖြူရောင်ကြီးတွေမျက်တောင်တစ်ချက်လေးတောင်မခတ်ဘူးမျက်တောင်မွေးတွေကအစာရည်တွေဆိုကပ်နေတယ်အဲ့ဒီမျက်လုံးတွေထဲမှာဘာခံစားချက်မှမရှိဘူးဒေါရလည်းမဟုတ်ဘူးဝမ်းနည်းမှုလည်းမဟုတ်ဘူးအေးဆက်တဲ့အကြည့်တွေနဲ့ကျွန်တော်ကိုစူးစူးရဲရဲစိုက်ကြည့်နေတာသူမျက်နှာပေါ်ကနေရေစက်တွေကမေးစေးကတဆင့်ကားကျမ်းမြင်ပေါ်ကိုဇက်တိုက်ကျဆင်းနေတယ်သူ့နှာခမ်းတွေကအနှဲငယ်ဟနေပြီးအဲ့ဒီဟနေတဲ့ပါဇက်ထဲကနေအသက်ရှူရန်တစ်ချက်ထွက်လာတယ်ရွှဲဆိုတဲ့အတန်နဲ့အတူအေးဆက်တဲ့လေထွက်တဲ့တစ်ခုကကျွန်တော်မျက်နှာကိုလာရိုက်ခတ်တယ်ကျွန်တော်သူ့မျက်နှာကိုစက်မကြည့်ရတော့ဘူးမျက်လုံးတွေဖောင်းနေတဲ့အရေပြားနဲ့အေးဆက်တဲ့အကြည့်တွေကအုံနောက်ထဲကိုဆွဲကပ်သွားတယ်လို့ပဲအပေါ်စင်ကကြောဘိုးအိတ်ကိုအတင်းဆွဲချလိုက်ပြီးကားရှိကန်စီကိုနောက်လဲမကြည့်ပဲအမြန်လျှောက်လာခဲ့တယ်။ကျဲမြင့်မော်ကယူဆက်ကြတဲ့တွေကကျွန်တော်နောက်ကနေထက်ချက်မကွာလိုက်လာတယ်လို့ခံစားနေရတယ်။ကားကရန်နာစခန်းကနေတောင်တက်လန်အတိုင်းမူးတဲတဲကိုပြန်လဲထွက်ခွာလာခဲ့ပြီးကားရှိကန်ကျဲမြင့်မှာကျွန်တော်ဒူးနှစ်ဖက်ကိုပိုက်ပြီးထိုင်နေတယ်။အင်ဂျင်မုံကထွက်တဲ့အပူငွေးကနည်းနည်းငွေးပေမဲ့ကျွန်တော်ရင်မက်ထက်ကအေးတက်ကိုတော့လုံးဝမဖြောင်းနိုင်ဘူး။ကျွန်တော်ဘီနာကားတကားပေါက်နာကခုံအသေးလေးမှာအသက်60ကျော်လောက်ရှိမဲ့လူကြီးတစ်ယောက်ထိုင်နေတယ်။သူကစောစောကကားရနာစခန်းမှာလမ်းကြုံလိုက်လာတဲ့လူတစ်ယောက်ဖြစ်ပုံရတယ်။စပယ်ယာနဲ့ရင်းနှီးတဲ့ပုံစံမျိုးရှိတယ်။လူကြီးကသူ့အင်ကြီးအိတ်ထဲကကွန်းရတထုပ်ကိုထုတ်ပြီးပါဆက်ထဲပစ်ထည့်လိုက်တယ်။ပြီးတော့ကျွန်တော်ကိုတေချာစိုက်ကြည့်တယ်။မင်းပုံစံကတရေတစီမြင်လာတဲ့အတိုင်းမှလားဟိ။လူကြီးကကားဆက်တန်တွေကြားကနေခတ်တိုးတိုးလှမ်းမိတယ်။ကျွန်တော်ဘာမှပြန်မပြောဘဲခေါင်းမဲခါပြလိုက်တယ်။ဘဒူးမှရှင်းပြခြင်းစိတ်မရှိတော့ဘူးမင်းခုံနံပါတ်29မှာထိုင်လာတာမဟုတ်လားသူကဆက်မိတယ်ဒီတခါတော့ကျွန်တော်လက်ပြီးသူ့ကိုမောကြည့်လိုက်တယ်သူဘလို့လို့သိတာလဲကားပေါ်ကလူတွေအကုန်လုံးကျွန်တော်ကိုမိသွားကြပြီလေအဖွားကြီးတောင်ကျွန်တော်ကိုမသိတော့ဘူးလို့ညင်းသွားတာဦးလေးဘလို့သိတာလဲကျွန်တော်အတန်တုံတုံနဲ့မေးလိုက်တယ်
လူကြီးကတပ်ပြင်းချတယ်ငါကားလိုက်လာတာနှစ်30ကျော်ပြီကွဒီကားကငါအရင်တော့စပယ်ယာလောက်ခဲ့တဲ့ကားလေဒီကားပေါ်မှာဘာတွေဖြစ်တယ်လဲဆိုတာငါအသိဆုံးပေါ့သူကခက်အေးအေးပဲပြန်ဖြေတယ်ကျွန်တော်သူ့နာကိုနည်းနည်းတိုးထိုင်လိုက်တယ်ရှေ့ကမ်းမှာအခုလက်ရှိစပယ်ယာကအင်ငိုင်းနေပြီးဒရိုင်ဘာကလည်းလမ်းကိုပဲအာယုံဆိုင်နေလို့ကျွန်တော်တို့စကားပြောတာကိုဘယ်သူမှတတိမထားမိဘူးလွန်ခဲ့တဲ့9နှစ်လောက်ကဒီကားမြစ်ထဲထိုးကြဘူးတဲ့တောင်ပြိုပြီးလမ်းချော်သွားတာငါကားပေါ်ကနေလွတ်အောင်ခုန်ချနိုင်ခဲ့ပေမဲ့နောက်ပိုင်းကလူတွေအကုန်မြစ်ထဲပါသွားတယ်အသေးအပြောက်အယမ်းများတယ်လူကြီးကအတိတ်ကိုပြန်တွင်းနေတဲ့ပုံစံနဲ့ပြောတယ်ဒရိုင်ဘာပြောပြတဲ့ဇလန်နဲ့တူပေမဲ့ဒီလူကြီးကကိုယ်တိုင်ကြုံခဲ့ရတဲ့သူဖြစ်လို့ပို့ပြီးအသေးစိတ်တည်နေတယ်ကားကိုပြန်ဆွဲတင်ပြီးအလောင်းတွေရှာတော့ခုံနံပါတ်29မှာထိုင်တဲ့ကောင်မလေးအလောင်းကိုဘယ်သူမှရှာမတွေ့တော့ဘူးရေစည်းနဲ့မျောသွားတယ်လို့ပဲအကုန်လုံးကယူဆလိုက်ကြတာပေါ့သူကဆက်ပြောတယ်သူ့အလောင်းမတွေ့တော့အခုလိုလိုက်ချောက်နေတာလားဦးလေးကျွန်တော်မေးလိုက်တယ်လူကြီးကခေါင်းခါပြတယ်အဲ့ဒီခုံမှာထိုင်နေသူတွေညာဘက်ခီးဆိုမခေါင်းနာတွေကြုံတတ်တယ်ဘာတွေကြုံရတာလဲကျွန်တော်အမြန်မေးလိုက်တယ်အကုန်ကလည်းမသိဘူးဒါပေမဲ့တချို့လူတွေကခရီးဆုံးတဲ့အခါမူမမှန်တော့ဘူးတချို့ကြတော့ဘဒုကိုမှမမှန်မိတော့ဘူးတခါတလေသူတို့ကိုယ်တိုင်တော့သူတို့ဘာဖြစ်နေပြီလဲမသိတော့ဘူးဒါကြောင့်လဲကားလက်မှတ်ရောင်းရင်ခုံနံပါတ်29ကိုမရောင်းမဲနေတာပေါ့သူစကားအဆုံးမှာကျွန်တော်ခေါင်းထဲမှာမိုးချိုးပစ်ချလိုက်တယ်လို့ထုံမိုင်းသွားတယ်ကျွန်တော်နောက်ကိုတစ်ချက်လှည့်ကြည့်ခြင်းပေမဲ့လုံးဝမကြည့်ရတော့ဘူးကားနောက်ဆုံးနှမ်းမှာထိုင်နေမဲ့အဲ့ဒီအမျိုးသမီးရဲ့ဖြူရော်မျက်နှာနဲ့အေးဆက်ဆက်မျက်လုံးတွေကိုမြင်အောင်လာတယ်ကျွန်တော်ပါလို့ရမလဲဘလို့လို့ရမလဲအတွေးတွေရှုပ်ရှက်ခတ်နေတော့ရုတ်တရက်ဘရိတ်အုပ်တန်အကျယ်ကြီးနဲ့အတူကားကအရှင်ပြင်းပြင်းဆောက်ရက်သွားတယ်ကျွန်တော်ရှေ့ကိုလိမ့်ကျသွားမလို့ဖြစ်သွားပြီးလက်ထောက်လိုက်ရတယ်လူကြီးလည်းရှေ့ကိုငိုင်းကျသွားတယ်ကားအင်ဂျင်နဲ့ချက်ချင်းရက်သွားပြီးကားရှိမီးလင်းရအောင်မှာတောင်မော်ကပြိုကျလာတဲ့ရွှွတ်မုံကြီးနဲ့တစ်ပင်ကြီးတစ်ပင်ကလမ်းမလေကောင်မှာကန်လန့်ဖြတ်ပိတ်နေတာကိုလှမ်းမြင်လိုက်ရတယ်။မိုးတဲလို့တောင်ပြိုပြီးလမ်းပိတ်သွားတာဖြစ်တယ်။ဒရိုင်ဘာကကားဆက်ကိုပိတ်ချလိုက်တယ်။အင်ဂျင်နဲ့မရှိတော့တဲ့ကားခေါင်မိုးကိုလာရိုက်နေတဲ့မိုးတံတဝုံဝုံပဲကျန်တော့တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကလုံးဝအမှောက်အောက်တီးကျသွားတယ်။ကားရှိကမီးရောင်မှိန်မှိန်လေးကလွဲရင်ဘာမှမမြင်ရတော့ဘူး။ထိဆက်သွားလို့မရတော့တဲ့ဒီမှောင်မဲနေတဲ့တောင်မော်လန်းအလေကောင်မှာကားတစ်စီးလုံးပိတ်မိသွားပြီဆိုတာကျွန်တော်ထိတ်လန့်စွာတဘောပေါက်လိုက်တယ်။မှန်ပြတင်းပေါက်တွေကိုလာရိုက်နေတဲ့မိုးရံသဝုံဝုံကြားနေရတယ်။ကားရှိကန်ကမီးရောင်မိန်မိန်လေးကိုပါဒရိုင်ဘာကပိတ်ချလိုက်တဲ့အခါကားတစ်စီးလုံးအမှောင်တီးကျသွားတယ်။ရှေ့ဆက်သွားလို့မရတော့ဘူး။မိုးလင်းတဲ့အထီဒီမှာပဲရက်ဆောင်ရမယ်။ဒရိုင်ဘာကနောက်ကိုလှည့်ပြီးလမ်းအော်ပြောတယ်။ခရီးတွေစီကနေညီးတွားတန်နဲ့ထွက်လာပြီးမဲ့ဘသူမှဘာမှမတတ်နိုင်ဘူးခဏနေတော့ကားထဲမှာစကားပြောတန်တွေတိတ်သွားပြီးအကုန်လုံးငြိမ်ကျသွားတယ်ကျွန်တော်ဘောင်းမိအိတ်ထဲကဖုံးကိုထုတ်ကြည့်လိုက်တယ်ဖန်သားမြင်အလင်းရောင်ကအမောင်ထဲမှာစူကနေထွက်လာတယ်ဖုံးလိုက်ပြတဲ့နေရာကိုကြည့်လိုက်တော့အတုံးလေးတုံးမှမရှိဘူးတောင်မော်လမ်းမလေကောင်မှာလိုင်းလုံးဝပြတ်သွားပြီးအချိန်ကမနက်2:15မိနစ်ကိုပြနေတယ်အင်ဂျင်ဆက်ပိတ်ထားလို့အဲကွန်းမလာတော့ပြီမဲ့အပြင်ဘက်ကစောင်းနှွန်းလိုအေးတန်ကကားချမ်းမြင်ကနေတဆင်းစိမ့်တက်လာတယ်။ကြောက်စိတ်ကြောင်ရောအေးတန်ကြောင်မှာခြေပြားလက်ဖြားတွေအေးခဲနေပြီးတကိုယ်လုံးတစ်ဆက်ဆက်ချမ်းသုံးနေတယ်။အချိန်နဲ့ကြာလာတော့ကျွန်တော်ဘေးနာကလူကြီးလဲခေါင်းငိုင်းဆိုင်ကြပြီးအိပ်ပျော်သွားပြီးဒရိုင်ဘာရောစပယ်ယာရောရှေ့ကန်းထိုင်ကုန်တွေမှာမှီပြီးအိတ်ကုန်ကြပြီးကားပေါ်ကလူတွေအကုန်လုံးအိမ်မောကျသွားကြပြီးဒါပေမဲ့ကျွန်တော်လုံးဝအိမ်လို့မရဘူး။အိပ်ပြောသွားလို့မဖြစ်ဘူးဆိုတာကိုသိချာသိနေတယ်ကျွန်တော်မျက်လုံးမိလိုက်တာနဲ့အသိစိတ်လွတ်သွားတာနဲ့အဲ့ဒီမိန်းမကကျွန်တော်နေရာကိုအပီးပိုင်ဝင်ယူသွားလိမ့်မယ်ကျွန်တော်ဒီကားပေါ်ကနေဘယ်တော့မှဆင်းရတော့မှာမဟုတ်ဘူးအိတ်ချင်စိတ်ကိုအတင်းတောက်ခံထားရတယ်ပေါင်ကိုကိုပါကအတင်းဆွဲလိမ်ပြီးနိုးနေအောင်ကြိုးစားတယ်အချိန်ဘလောက်ကြာသွားလဲမသိဘူးမျက်လုံးကအမောင်ထဲမှာတဖြည်းဖြည်းကျင်လာရလာတယ်အဲ့ဒီအချိန်မှာကားနောက်ပန်းကနေအတန်တန်ထွက်လာတယ်မိုးတံမဟုတ်ဘူးလေတိုက်တံမဟုတ်ဘူးရေတွေဆူဆွဲနေတဲ့ခြေပလာနဲ့ကားကျမ်းမြင်ကိုနင်းပြီးရှောက်လာတဲ့အတန်ဖြစ်တယ်အတန်ကနောက်ဆုံးတန်းကနေစထွက်လာတာကျွန်တော်အသက်ရှူဖို့တောင်မေ့သွားပြီးအမောင်ထဲမှာနားဆွင့်နေမိတယ်ခြေလန်းတွေကအရန်နှူရောဒါပေမဲ့တလန်းချင်းရှေ့ကိုတိုးလာနေတာသိကြတယ်ထိုင်ကုန်တန်းတန်းကိုကြော်လာတိုင်းကျမ်းမြင်မော်ကရေစဲကြတဲ့တတောက်တောက်ကိုပါတွေးကြနေရတယ်ကားတွေကဘယ်သူမှမနှူးကြဘူးကားတစ်စီးလုံးကလူတွေတိမ်နေတယ်လို့မျိုးအိမ်မောကြနေတယ်ကျွန်တော်တယောက်တည်းပဲဒီအတန်ကိုကြားနေရတာအတန်ကကားလေလောက်ကိုရောက်လာပြီးသူကျွန်တော်စီကိုလာနေတာ
ကျွန်တော်ရှေ့ကန်းကျမ်းမြင်မှာထိုင်နေတာကိုသူသေချာသိနေတယ်ကျွန်တော်ထပြေးခြင်းပေမဲ့ခြေထောက်တွေကလုံးဝသွေးမလျှောက်တော့တယ်လို့ထုံကျင်နေတယ်ကျွန်တော်ခန္ဓာကိုယ်ကိုကိုယ်တိုင်အမိန့်ပေးလို့မရတော့ဘူးခြေတံကရှေ့ကန်းကိုတဖြည်းဖြည်းနီးလာတယ်ကျွန်တော်ကြောကတ်ထားတဲ့ကားရှေ့ကန်းအကန့်နားကိုရောက်လာပြီးတော့အဲ့ဒီခြေတံကရုတ်တရက်ရက်တန့်သွားတယ်ကားထဲမှာမိုးတံကလွဲလို့ဘာမှမကြားရတော့ဘူး။ဘာလှုပ်ရှားမှုမှမရှိတော့ဘူး။ဒါပေမဲ့စက္ကန့်အနည်းငယ်အကြာမှာကျွန်တော်ကအထက်တက်တဲ့လေကုန်းနားစီကနေရေခဲရီလောင်ချလိုက်တယ်လို့အိဆက်တဲ့လေထွက်တဲ့တစ်ခုလာရိုက်ခတ်တယ်။သူကျွန်တော်အနောက်မှာတက်တက်လာရက်နေပြီဆိုတာကိုထင်ရှားစွာခံစားလိုက်ရတယ်။လေကုန်းပေါ်ကိုလာရိုက်နေတဲ့အိဆက်လေထွက်တဲ့ကြောင်ကျွန်တော်အသက်ရှူဖို့တောင်မေ့သွားတယ်။ကျွန်တော်နောက်ကျောတက်မှာသူရက်နေတာသိကြတယ်။ဘာဆိုဘာမှမလုပ်ရတော့ဘူး။မျက်လုံးကိုတင်းတင်းမိတ်ထားပြီးလက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်တယ်။ကြောက်စိတ်ကြောင့်ခြေပြားလက်ဖျားတွေအိတ်ခဲနေပြီးတကိုယ်လုံးတစ်စက်ဆက်တုံနေတာကိုဘလို့မှထိန်လို့မရဘူး။သူကကျွန်တော်ပခုံးကိုလာကင်မလားလေမင်းကိုညက်မလားဆိုပြီးရင်တထိတ်ထိန်နဲ့စောင်းနေမိတယ်။ဒါပေမဲ့ဘာမှဖြစ်မလာဘူး။အေးဆက်တဲ့လွင်ငွေကနောက်ကျောမှာရှိနေတော့မယ်။ကျမ်းမြေမော်ကိုရေစဲကြတဲ့အတန်တတောက်တောက်ကိုလည်းနားထဲမှာအဆက်မပြတ်ကြားနေရတယ်။ဒီအတိုင်းပဲအမောင်ထဲမှာသူနဲ့ကျွန်တော်နဲ့အချိန်ဘလောက်တောင်ကြာအောင်ရက်နေခဲ့လည်းမသိဘူးကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်ပြီးသွေးမလျှောက်တော့တယ်လို့ဖြစ်လာတယ်တဖြည်းဖြည်းနဲ့ကားမှန်ပြတဲ့ပေါက်တွေကနေအလင်းရောင်မိန်မိန်လေးဝင်လာတယ်မနက်လင်းလာပြီးအပြင်မှာမိုးကတဖွဲဖွဲလောက်ပဲရွာတော့တယ်ပတ်ဝန်းကျင်ကမီးခိုးရောင်တန်းနေပြီးကားအတွင်းကန်းကိုတတဲကွက်ကွဲမြင်ရလောက်တဲ့အနေအထားကိုရောက်လာတယ်ကားရှိကန်းကဒရိုင်ဘာစပြီးနိုးလာတယ်သူကအကျော်ဆန်ပြီးကားမှန်ကနေအပြင်ဘက်ကိုလှမ်းကြည့်တယ်ပြီးတော့သူ့ဘေးမှာအိတ်နေတဲ့စပယ်ယာကိုနှိုးတယ်ကားနောက်ပိုင်းကခရီးတွေတချို့လည်းအညောင်းဆက်ရင်တယောက်ချင်းစီနိုးလာကြတယ်စကားပြောတဲ့တူတိုးလေးတွေစပြီးထွက်လာတယ်အဲ့ဒီအချိန်ကျမှကျွန်တော်နောက်ကျောကအေးဆက်တဲ့ခံစားချက်ကြီးရုတ်တရက်ပျောက်သွားတယ်ရေစက်ကြတယ်လည်းမကြားရတော့ဘူးကျွန်တော်အားယူပြီးကားကျမ်းမြေမော်ကနေမတက်ထားရက်လိုက်တယ်ခြေထောက်တွေကအယမ်းနာကျင်နေပြီးလူကရိမ့်ထိုးသွားလို့ကားတကားလက်ရန်ကိုအမြန်လှမ်းကင်လိုက်ရတယ်။ညကကျွန်တော်ကိုတတိပေးခဲ့တဲ့စပယ်ယာဟောင်းလူကြီးကလည်းအိယာကနေနိုးလာပြီးမျက်လုံးပွတ်နေတယ်။ကျွန်တော်ကားနောက်ပိုင်းကိုလှမ်းကြည့်လိုက်တယ်။လူတွေကကိုယ်ထိုင်ကုန်နဲ့ကိုနိုးနေကြပြီးအကုန်လုံးပုံမှန်အတိုင်းပဲကျွန်တော်လူတွားလန်းချင်းချင်းလေးအတိုင်းနောက်ဆုံးတန်းဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်။ကျွန်တော်ခုံနံပါတ်29ကဘာတွေဖြစ်နေပြီလဲဆိုတာသိချင်နေတယ်။ခုံ9တန်းလောက်အကောင်ကနေကျွန်တော်ထိုင်ကုန်ကိုလမ်းမြင်လိုက်ရတယ်ခုံနံပါတ်29ပေါ်မှာလူတစ်ယောက်ထိုင်နေတယ်ဆူရွှဲနေတဲ့သပင်အရှိကြီးတွေနဲ့အမျိုးသမီးမဟုတ်တော့ဘူးယောက်ျားလေးတစ်ယောက်ဖြစ်နေတယ်သူကခေါင်းကိုမှန်ပြတင်းပေါက်ဘက်လှည့်ပြီးအပြင်ကိုကြည့်နေတယ်သူဝတ်ထားတဲ့အင်ကြီးအယောင်ကကျွန်တော်အခုဝတ်ထားတဲ့အင်ကြီးအယောင်နဲ့တပုံစံနဲ့ပဲကျွန်တော်ခြေလန်းရက်သွားတယ်ရှင်ဘတ်ထဲကနှလုံးခုန်နှံကဘုံတီးတလို့မြန်လာတယ်ဆက်မသွားရဲတော့ပေမဲ့မျက်လုံးကအဲ့ဒီလူကြီးကနေခါလို့မရဘူးအဲ့ဒီအချိန်မှာမှန်ကိုကြည့်နေတဲ့သူကခေါင်းကိုတဖြည်းဖြည်းချင်းလှည့်လာပြီးကျွန်တော်ကိုလှမ်းကြည့်တယ်။သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်ကျွန်တော်ခေါင်းထဲမှာပြောင်းဆန်သွားပြီးအသက်ရှူရက်သွားမတက်ဖြစ်သွားတယ်။အဲ့ဒီထိုင်ကုန်ပေါ်မှာထိုင်နေတဲ့လူကကျွန်တော်ဖြစ်နေတယ်။ကျွန်တော်မျက်နှာကျွန်တော်သပင်ပုံစံကျွန်တော်အဝယ်စားအရာအလုံးကတန်ရှင်းတက်ရက်နေပြီးပုံမှန်ခီးသွားတယောက်လိုပဲဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့လူတွေတယောက်လိုအေးဆက်ပြီးဘာခံစားချက်မှမရှိဘူး။သူကသူ့ကိုကြည့်နေတဲ့ကျွန်တော်ကိုမျက်တောင်တစ်ချက်လေးတောင်မခတ်ပဲဆူဆူရဲရဲစိုက်ကြည့်နေတယ်။ကျွန်တော်မျက်စိရှိမှကျွန်တော်ကိုယ်တိုင်ပြန်ထိုင်နေတာ။ဒါဆိုအခုရက်နေတဲ့ကျွန်တော်ကဘာတူလဲ။ထိတ်လန့်တကြားနဲ့ကိုယ်လက်နှစ်ဖက်ကိုအောင်ငုံကြည့်လိုက်တယ်။ကျွန်တော်လက်ချောင်းတွေကကျွန်တော်လက်တွေမဟုတ်တော့ဘူး။ဖြူဖြော့ပြီးပြနန်းနေတယ်။အသားရည်တွေကရေထဲမှာအကြာကြီးစိန်ထားတယ်လို့ဖောင်းဤပြီးတွန့်လိန်နေတယ်။အင်ကြီးလက်ကနေရေတွေစိမ့်ထွက်နေပြီးကားကျမ်းမြေမုတ်ကိုတောက်တောက်ကျနေတာကိုကိုတတိထားမိလိုက်တယ်။ကျွန်တော်သပင်တွေကလည်းပခုံးပေါ်မှာဆူရွှဲပြီးကတ်နေပြီးကျွန်တော်အရှိခန်းကိုပြန်လှည့်ပြီးစပယ်ယာဟောင်းဦးလေးကိုအကူအညီတောင်းမှုစူးစမ်းလိုက်တယ်။ဦးလေးပါဇက်ကနေအော်ခေါ်လိုက်ပေမဲ့လူတန်းမထွက်လာဘူး။လေချောင်းထဲမှာရေတွေပြည့်နေတဲ့လူတစ်ယောက်လေကိုအတင်းမှုတ်ထုတ်လိုက်တယ်လို့အတန်နဲ့ထွက်လာတယ်။လူကြီးကကျွန်တော်ကိုလုံးဝမမြင်ဘူး။သူကကားနောက်ပိုင်းကခုံနံပါတ်29မှာထိုင်နေတဲ့ကျွန်တော်ကိုဘွားစီကိုပဲလှမ်းကြည့်ပြီးတပ်ပြင်းတစ်ချက်ချလိုက်တယ်။ကျွန်တော်ပတ်ဝန်းကျင်ကခရီးသည်တွေကိုလိုက်ကြည့်တယ်။ဘယ်သူမှကျွန်တော်ကိုမမြင်ကြဘူး။သူတို့မျက်လုံးတွေကကျွန်တော်ကိုယ်လုံးကိုဖောက်ထွင်းပြီးကြည့်နေကြတယ်။ကျွန်တော်ကဒီကားပေါ်မှာတကယ်မရှိတော့တယ်လို့ပဲအရာအားလုံးပြီးသွားပြီ။သူကကျွန်တော်နေရာကိုအပြည့်အဝအစားထိုးယူလိုက်ပြီးကျွန်တော်အခုဘယ်သူဖြစ်သွားပြီလဲဆိုတာကိုအေးဆက်တဲ့ရေစက်တွေကျနေတဲ့ကျမ်းမြေပေါ်မှာပဲအထီးကျန်စွာနားလေလာရတော့တယ်။
လမ်းပွင့်သွားလို့ကားကဆက်ထွက်လာတယ်။မနက်၈နာရီလောက်မှာမန္တလေးအဝေးပြေးကားဂိတ်ကိုဆိုက်ရောက်လာတယ်။ကားကဂိတ်ထဲကိုဝင်လာပြီးထိုးရက်လိုက်တယ်။အပြင်မှာနေအောင်ကြီးကလင်းထိန်နေပြီးမိုးလုံးဝတိတ်သွားပြီးကားဂိတ်ထဲမှာတခြားကားတွေရဲ့အင်ဂျင်နံတွေခရီးသည်တွေစကားပြောတန်တွေဈေးသည်တွေအော်ဟစ်ရောင်းချနေတဲ့အတန်တွေနဲ့ပတ်ဝန်းကျင်တစ်ခုလုံးဆူညံနေတယ်။ခရီးသည်တွေအကုန်လုံးပစ္စည်းတွေယူပြီးကားပေါ်ကနေတယောက်ချင်းဆင်းကြတယ်။ကားနောက်ဆုံးတန်းကခုံနံပါတ်29မှာထိုင်နေတဲ့ကျွန်တော်ရဲ့ကိုဘွားကလည်းမတ်တက်ထားတယ်။အပေါ်စင်ကနေကျွန်တော်အကျော်ဝတ်အိတ်ကိုယူပြီးလူအုပ်ထဲရောနော့ကားအောက်ကိုဆင်းသွားတယ်။သူတစ်ချက်လေးတောင်နောက်လည်းမကြည့်ဘူး။ကျွန်တော်ကတော့ဒီနေရာမှာပဲရက်နေပြီးသူ့ကိုလှမ်းကြည့်နေုံကလွဲလို့ဘာမှမလုပ်နိုင်ဘူး။ခြေလမ်းတွေကကားကျမ်းပြင်မှာအသေးကပ်နေတယ်။ခဏနေတော့ကားပေါ်မှာခရီးတွေတယောက်မှမရှိတော့ဘူး။လုံးဝရှင်းလင်းသွားပြီးကားပြင်ဘက်ကစူညံနှံတွေကအတိုင်းသားကြားနေရတယ်။ကားရှေကန်ကနေစပယ်ယာကလက်မတ်စရင်ကလစ်ပုတ်ကိုကင်ပြီးကားနောက်ပိုင်းကိုရှောက်လာတယ်။ခုံတွေပေါ်မှာပစ္စည်းကြံငယ်လားဆိုပြီးလိုက်စစ်တာ။သူထိုင်ကုန်တန်းတွေကိုတစ်ခုချင်းကြည့်ရင်နောက်ဆုံးတန်းကိုရောက်လာတယ်။စပယ်ယာကခုံနံပါတ်29ရှေ့မှာရက်သွားတယ်။သူ့လက်မောင်းပေါ်ကစက်တီးမွင်းညင်းတွေထားလာတယ်လို့လက်နဲ့ပွက်လိုက်တယ်။ကျွန်တော်ထိုင်တဲ့နေရာကိုမတင်ကားတယ်လို့တစ်ချက်စိုက်ကြည့်ပြီးကောင်းကိုဖြည်းဖြည်းခါကနောက်လှည့်ထွက်သွားတယ်။ကျွန်တော်ကိုယ့်လက်ကိုပြန်ငုံကြည့်လိုက်တယ်။ရေတို့ဆူရွှဲပြီးပြာနန်းနေတဲ့လက်ချောင်းတွေကြားထဲမှာစက်ကူစုပ်လေးတစ်ခုကိုစုပ်ကင်ထားတယ်။ကားလက်မှတ်အစုပ်လေးဖြစ်တယ်။အဲ့ဒီလက်မှတ်ပေါ်မှာရေးထားတဲ့နာမည်ကမတ်တက်မွန်ဆိုတဲ့နာမည်ကျွန်တော်အထိတ်တလန့်နဲ့အောက်ကိုငုံကြည့်လိုက်တယ်။ရေဆူနေတဲ့ခြေပလာနှစ်ဖက်ကခုံနံပါတ်29ရဲ့ရှေ့တဲ့မှာရက်နေတယ်။ထိုင်ကုန်ကြောမီဘောကအဝါရောင်အမှတ်ပြားလေးမှာ29ဆိုတဲ့ကနန်းကမျက်စိရှိမှထင်ထင်ရှားရှားကပ်နေတယ်။ကျွန်တော်တကိုယ်လုံးတောင့်တင်းသွားတယ်။ကားမှန်ပြတင်းပေါက်စီကိုခေါင်းကိုအမြန်လှည့်ကြည့်လိုက်တယ်။နေအောင်ဟပ်နေတဲ့ကားမှန်မြေပေါ်မှာကျွန်တော်ရဲ့အရေးကိုအထင်ရှားမြင်နေရတယ်။အဒီအရေးကနေမင်းဆိုတဲ့လူငယ်တယောက်ရဲ့ပုံစံလုံးဝမဟုတ်တော့ဘူး။ရေတွေဆူရွှဲနေတဲ့သပင်းအရှိကြီးတွေဖြူရော်ပြီးဖောင်းနေတဲ့မျက်နှာတစ်ချမ်းနဲ့မျက်တောင်မခတ်ပဲဆူဆူရဲရဲစိုက်ကြည့်နေတဲ့မျက်လုံးအဖြူရောင်ကြီးတွေညာကကျွန်တော်ကြောက်လန့်တကြားကြည့်ခဲ့ရတဲ့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကမှန်ထဲကနေကျွန်တော်ကိုပြန်ပြီးစိုက်ကြည့်နေတယ်။မဟုတ်ဘူးလို့ရေရွေးချင်မိမဲ့ကျွန်တော်လေချောင်းထဲကနေလေတန်းတစ်ချက်ပဲထွက်လာတယ်။ကျွန်တော်ကသူဖြစ်သွားပြီ။စာရေးဆရာမင်းသွေးဆက်ရှမ်းမောမြည်ရေးသားထားတဲ့နံပါတ်29ထိုင်ကုန်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးနဲ့တူပြန်လာခဲ့ပါမယ်။